အာအားလုံးပဲမင်္ဂလာပါအမားတို့ရဲ့ဒီနေ့ရဲ့ authentic conversation ကနေအားလုံးကိုကြိုဆိုလိုက်ပါရယ်ဒီနေ့ဒီ conversation တွေကဆိုလို့ရှိရင်တော့ဒါအမားတို့ဒီ topic လေးကတော့ student study in Singapore ဆိုတဲ့ဒါ live webinar လေးပေါ့နော်ဒီ webinar လေးမှာဆိုလို့ရှိရင်ကြတော့ကို JCU မှာရှိတဲ့မြန်မာကျောင်းသား၄ယောက်ကိုမှတော့ဖိတ်ခေါ်ထားတယ်ပြီးလို့ရှိရင်ဒီ၄ယောက်ကနေပြီးတော့သူတို့ဒီအမမြောက် question လေးတွေကိုသူတို့အမြင်လေးနဲ့ဖြေမှဖြစ်တယ်ဆိုတော့ဒီအမြင်တွေကတော့ဒါကျောင်းမှာရှိတဲ့ကျောင်းသားတိုင်းရဲ့အမြင်တွေနဲ့တူချင်မှလည်းတူလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒါ JCU ကျောင်းရဲ့အမြင်နဲ့တူချင်တူလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ webinar လေးကိုအမားတို့ကတစ်ချက် recording လေးဖမ်းထားမယ်ဘာလို့လဲဆိုတော့ဒီနေ့မတက်ဖြစ်တဲ့ဒါတကယ်ချင်းတွေတွေ့ဆိုလို့ရှိရင်အမားတို့က YouTube နဲ့ link ကပြန်ပြီးတင်ပြမှာမဟုတ်လို့ပေါ့နော်နောက်တစ်ခုကတော့အမားတို့ဒီ session လေးပြီးသွားလို့ရှိရင်အမားတို့ကနေပြီးတော့ Q&A session လေးရှိမှာမဟုတ်လို့မောင်လေးတို့ညီမလေးတို့ကဒါကိုမေးချင်တာလေးရှိလို့ရှိရင်လည်းဝင်ပြီးမေးလို့ရတယ်ပေါ့နော် chat ထဲကနေပြီးတော့လေအမားတို့ပြီးလို့ရှိရင်ဝင်ပြီးဖြေပေးမှာပါအဲဆိုလို့ရှိရင်တော့ဒါပထမအဆုံးအမားတို့ဒါမိတ်ဆက်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒါအမကမှအိမ်မိတ်ဆက်လိုက်ပါမယ်အမနာမည်ကတော့ Angela ပါအမကတော့ဒီနေ့ session လေးတော့အမကတော့ဒါ moderator နေနဲ့ဝင်ပြီးတော့ဖြစ်ပြီးတော့အမကလည်းဒါ JCU ရဲ့ ICR တယောက်ဖြစ်ပါတယ်အဲဆိုလို့ရှိရင်ပထမဆုံးအာမိတ်ဆက်ပေးပါအောင်ကိကစားပြီးဟုတ်အားလုံးပဲမင်္ဂလာပါနာမည်ကတော့ခင်ပန်ဒီတော်တော်များများကစ်လို့ပဲသိကြပါတယ် JCU မှာ Bachelor of Business majoring in Human Resource Management ကိုတက်ခဲ့ပါတယ်ချိုးနေကျော်လို့ခေါ်ပါတယ်ပုံမဟုတ်ချောလို့လည်းခေါ်လို့ရတယ် Bachelor of Psychological Science တက်နေပါတယ်အခုကတော့ trimester try 1ပေါ့နော်ဟုတ်ဖော်မြတ်ကျော်သူပါကျွန်တော်အခုလောလောဆယ်တော့ဒီ Bachelor of Information Technology တော့တက်နေပါတယ်trimester တော့3ခုရှိပါပြီဟုတ်အမနာမည်က Sharon ပေါ့နော်အမ2023က GCU ကနေ Bachelor of Commerce and Financial Management နဲ့ပွဲရပြီအခုကတော့ဒီအလုပ်လုပ်နေရပါတော့အလုပ်ခွင်မှာအဲ့ဆိုရကိုလုံးလည်းမိတ်ဆက်ပြီးသွားပြီဆိုတော့ဒါအမတို့ question လေးစမေးမယ်ပေါ့နော်အမတို့ညီမလေးကိုလည်း AC လေးထိုင်ပြီးနားထောင်လို့ရပါတယ်ဒီ question လေးရှိလို့ရှိရင်တစ်ခါမေးထားလို့ရတယ်ပေါ့နော်ဆိုတော့ပထမဆုံး question အနေနဲ့ဒါညီမလေးလေးယောက်ကိုမေးချင်တာကတော့ညီမလေးstudy abroad လုပ်မဲ့အချိန်မှာ Asian နိုင်ငံတွေအများကြီးရှိတဲ့နေရာမှာဘာဖြစ်လို့စင်ကာပူနိုင်ငံကိုရွေးချယ်ခဲ့ရလဲပေါ့နော်အဲ့ဒါအမတို့ချက်တော့ share လုပ်ပေးပါဦးအဓိကရွေးချယ်ဖြစ်တဲ့အကြောင်းအရာစင်ကာပူကမြန်မာနိုင်ငံနဲ့လည်းအရင်နီးရပေါ့နော်နီးတယ်ဆိုတော့စင်ကာပူစထွက်နိုင်ငံခြားစထွက်တဲ့အချိန်မှာအရင်ငယ်သေးတယ်16နှစ်လောက်ပဲရှိသေးတယ်ဆိုတော့အဲ့ဒီအချိန်မှာအရင်အဝေးလည်းမိဘတွေကတိတ်မလွတ်ချင်ဘူးလွတ်ချင်ပြီးတော့ဒီစင်ကာပူကအရင် safe ဖြစ်တဲ့နိုင်ငံ top 1ထဲမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်လည်းရွေးချယ်ဖြစ်ခဲ့တာပြီးတော့တခြားနိုင်ငံတွေကြတော့ဗီဇာတွေလိုတာအဲ့လိုမျိုးတွေအများကြီးခက်ခဲတွေရှိတတ်တယ်ဆိုတော့မိဘတွေလည်းလိုက်လာလို့မရရဖြစ်တတ်တယ်ဗီဇာလျှောက်လို့မရရလည်းအများကြီးကြုံနိုင်တယ်အဲ့ဒီကြားထဲမှာစင်ကာပူကတော့ကိုရီအတွက်ဗီဇာလျှောက်ရတိတ်မခက်ဘူးပေါ့နော်ဟုတ်ပုံကကျတော့စင်ကာပူဘာလို့ရွေးခဲ့လဲဆိုတော့မိဘတွေကလည်းဒီမှာရှိရမိသားစုတွေကလည်းစင်ကာပူမှာနေရဆိုတော့ပုံက like စင်ကာပူကအမြဲ summer ကျရင်အမြဲသွားနေကြနိုင်ငံတစ်ခုဖြစ်တယ်ကွာ second country ဖြစ်နေပြီ second country ဖြစ်နေဆိုတော့အရင်လဲတိနေပြီဘယ်လိုသွားမလဲဆိုတော့အရင်ကျွမ်းနေပြီဆိုတော့အဲကြောင့်စင်ကာပူကိုရွေးခဲ့တာပြီးတော့စင်ကာပူမှာကဒီကိုသွားမဲ့ကိုယူထားတဲ့ဘာသာနဲ့ဒီ job experience တွေက job ပေးတဲ့ job တွေကလည်းများရယ်ကွာအဲ့တော့ဒီစင်ကာပူကိုရွေးရပါဆိုတော့ဒီ yeah job so like ကိုအလုပ်ရှာမဲ့ဟာဒီမှာနည်းနည်းလွယ်ရယ်ကွာကိုအတွက်ကအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဘာလို့စင်ကာပူကိုရွေးဖြစ်လဲဆိုတော့ပထမဆုံးအနေနဲ့သူကဒီစင်ကာပူမှာသူ့ရဲ့ဒီeducation system က strong ဖြစ်တယ်နောက်တစ်ခုခုနက mention သွားခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီ environment ကလည်း safe ဖြစ်တဲ့အပြင်ကျွန်တော်တို့ဒီ international students တွေအတွက် opportunity တွေအများကြီးရှိလို့ကျွန်တော်စင်ကာပူကိုရွေးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့လေကျွန်တော်တို့ဒီစင်ကာပူရဲ့ဒီ transportation ကလည်းတည်တဲ့အတိုင်းပဲအရင် convenient ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်စင်ကာပူကိုရွေးဖြစ်တာဖြစ်ပါတယ်အာအမကကျတော့ဒီဘာလို့လဲဆိုတော့ international school က background ကနေလာဆိုတော့ English speaking environment မှာပဲဆက်တင်နေတာဆိုတော့ဘာသာစကားအစ်စ်လည်းမတင်ချင်ဘူးအဲ့ဒါနဲ့စင်ကာပူရွေးဖြစ်တာရယ်နောက်ပြီးတော့ဒီ main ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဲ့တုန်းကသွားတော့ကတော့16 19လောက်ဆိုငယ်တော့ငယ်သေးရပါတော့ငယ်သေးတော့ဒီစင်ကာပူဘက်ကကျတော့ safe ဖြစ်တာရယ်နောက်ပြီးတော့ living standard မြင့်တာရယ်နောက်ပြီးဒီကိုတက်မဲ့ major လည်း finance major ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ business ဘိုင်းမှာလည်းစင်ကာပူက in Asia
လုံးဝ business hub ကြီးတစ်ခုပေါ့နော် finance hub ကြီးတစ်ခုဖြစ်နေတာဆိုတော့အဲ့ classroom နဲ့တင်တာတွေမဟုတ်ဘူးဒီ industry exposure တွေနောက်ပြီးတော့ဒီ Singapore မှာ networking opportunities တွေလည်းရမယ်ထင်လို့ဒီပြန်ကြည့်ရင်တော့အဓိကအဲ့ decision မှန်ခဲ့လို့အထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ Singapore ရွေးခဲ့တာဖြစ်တယ် Okay အဲ့ဆိုလို့ရှိရင်တော့ဒါတော်တော်များကြတော့ပြောမလဲရွေးချယ်ခဲ့ဟာကြီးကမတူကြဘူးပေါ့နော်ဆိုတော့နောက်တစ် question တစ်ခုထပ်မေးရမယ်ဆိုလို့ရှိရင်တော့အာဒီစင်ကာပူကိုရွေးပြီးသားပြီဆိုတော့ဘာဖြစ်လို့ဒါ JCU စင်ကာပူကိုရွေးချယ်ခဲ့ရလဲပေါ့ပြီးရင်ဒီ JCU စင်ကာပူအကြောင်းကိုဘယ်လိုမျိုးစပြီးတော့သိခဲ့ရလဲမဟုတ်လည်းပြပြပေးပါအောင် GCU အကြောင်းကအရင်တည်းကလည်းကြားဘူးရယ်ပေါ့နော်။ကျောင်းတက်နေစဉ်ကတည်းကဒီ James Cook ဆိုလို့ရှိရင်တော့စင်ကာပူမှာကျောင်းရှိခဲ့မယ်တော့အမှန်တော့မသိခဲ့ဘူး။ James Cook University ဆို Australia campus ကိုပဲတော်တော်များများသိကြတာဆိုတော့လေ။အဲ့တော့အစကတော့အဲ့ဒီကိုသွားမယ်ဆိုပြီးစဉ်းစားခဲ့တာ။စဉ်းစားခဲ့ပေမဲ့ကျောင်းစပြီးတော့ရှောက်တဲ့အချိန်မှာအဲ့တော့ Australia visa ရအရင်ကျက်တယ်။ကျက်တော့ဒီစင်ကာပူက campus ကိုသွားပြီးတော့သိရတာပေါ့နော်သိရတဲ့အချိန်မှာနောက်တစ်ခုကဒီစင်ကာပူ campus မှာတက်တယ်ဆိုပေမဲ့ Australia degree ပဲရတာပဲဆိုတော့နေရာအကြောင်းတက်တဲ့ country ပဲကွာသွားတာရတဲ့ degree ကအတူတူပဲအဲအားကြောင့်လည်းရွေးချယ်ဖြစ်ခဲ့တာနောက်ပြီး James Cook ဆိုလို့ရှိရင်ဘာဖြစ်ဒီ top 20ထဲမှာပါတယ်ဆိုတော့လေနာမည်ကလည်းတော်တော်ကောင်းတယ်ပေါ့နော်ဟုတ်အဲအားကြောင့်ရွေးခဲ့တာပါဘောဘာလို့ JCU ရွေးခဲ့တယ်ဆိုတော့အိမ်နဲ့ကလည်းJCU နဲ့အိမ်နဲ့လည်းအရင်နီးတယ်နီးတော့ပြီးရင်ကိုက psychology တောင်းမှာဆိုတော့ဒီ James Cook University က top 2% လောက်ကစင်ကာပူမှာ top 2% က psychology ကဒီpsychology က JCU က like အကောင်းဆုံးလို့ပြောရမယ် like တော်တော်တိုးဟာတကယ် top 2% ပြီးတော့ JCU လို့တီးခဲ့လဲဆိုတော့ IG တော့အဲ့လိုမျိုး IG တော့YouTube တို့ကြည့်နေနေ James Cook အဲ့လို story ကပေါ်လာတော့ဟုတ်ပြီငါသွားမဲ့ဒီဘာသာနဲ့ဒီကျောင်းเนี่ยတော့ကောင်းတယ်ဆိုတော့အားကြောင့်ရွေးပြတာပြီးရင်အရင်လဲအိမ်နဲ့လည်းအရင်နီးရယ်ပေါ့နော်ဟုတ် ကျွန်တော်ဒီ JCU ကိုဘယ်လိုစသိခဲ့လဲဆိုတော့ဒီပထမဆုံးကကျွန်တော်တကယ်ချင်းကကျတော့ဒီ JCU မှာအရင်သွားတက်တော့ကျွန်တော်စီနီယာလောက်ဖြစ်သွားတာပေါ့ဆိုတော့သူစီယာနေမှာတစ်ဆင့်အရင်ကြားရယ်ပြီးတော့ကျွန်တော်ဟိုမှာ agent တွေလည်းပြီးတော့ကျွန်တော်ကျောင်းနေစုံစင်ကာပူမှာကျောင်းနေစုံစမ်းတော့ဒီရှာဖြစ်တော့ပေါ့နော်ဒီ JCU ကနည်းနည်း review လဲကောင်းတယ်ပြီးတော့ကိုသွားမဲ့ဒီ ID နဲ့ပတ်သက်ပြီးတော့လေသူကဘယ်လိုပြောမလဲဟိုနာမည်ကြီးရယ်ပေါ့နော်ဆိုတော့အဲ့ချက်တွေကြောင့်ကျွန်တော်ဒီ JCU ကိုရွေးဖြစ်တာပါဟုတ် အိုင်ကကျတော့ချောနဲ့တူတယ်ဒါပေမဲ့ I know version ပေါ့နော် I know kid တော့ version အဲ့တော့ education agency ပွဲလောက်ကြရလေအဲ့ချိန်မှာ JCU ကလုံးဝနာမည်ကြီးရပေါ့နော်ပွဲတိုင်းနီးပါးမှာလုံးဝနာမည်ကြီးရတဲ့မှာပါတယ်ဆိုတော့အဲ့ကနေစသိခဲ့အဲ့ကနေစသိပြီးတော့အမှအဲ့လို agency ရဲ့ပွဲတွေတက်ရင်းနဲ့ဒီ university အများကြီးကြည့်ပေမဲ့ဒီ JCU ကိုသဘောကျတာခုနကစ်ပြောသွားသလိုမျိုး Australia degree ကိုဒီ Singapore ကနေယူလို့ရတယ်ဆိုတော့ဝေးလန်ထိ Australia ထိလည်းသွားကြရမလို့အဲတုန်းကအသက်ကလည်းငယ်သေးရဆိုတော့ဝေးကြီးလည်းမသွားချင်ဘူးမိဘကြီးနဲ့လည်းတအားကြီးဝေးကြီးမှသွားမနေချင်ဘူးပေါ့နော်အဲ့ဒါအကြောင်းမလို့လည်းရွေးခဲ့တာပါတယ်နောက်တစ်ချက်ကကျတော့ဘာသဘောကျရလဲဆိုတော့သူတို့ဒီ teaser တွေပါတယ်မှာကြည့်လိုက်မယ်ဆိုရင် JCU ကအဲ့လိုစာတင်ပုံတင်နည်းရပေါ့နော်ပုံမှန်ဆိုရင် lecture တွေမှာကကျောင်းသားတွေတအားများတယ်အနည်းဆုံးအယောက်100 university တိုင်းမှာကြည့်လိုက်မယ်ဆိုရင်အယောက်100အဲ့လိုအယောက်50အယောက်100အဲ့လိုမျိုးတင်ရတယ်ဒါပေမဲ့ JCU မှာကျတော့သူကclass size ကတိတ်မကြည့်ဘူးအလုံးစုံ15 20ပေါ့နော်အဲ့ class ပုံမူတည်ပြီးတော့အလုံးစုံ20လောက်ထိပဲရှိမယ်တင်တယ်အဲ့တော့အခုလည်းအဲ့လောက်ပဲရှိမယ်ထင်ပါတယ်ဟုတ်တယ်အဲ့တော့ ဟုတ်ကဲ့ကြတော့ဘယ်လိုလဲ lecture ရများတယ်ဒါပေမဲ့ tutorial ပြင်သင်ပြီးတော့ ဟုတ်တယ်အဲ့လိုမျိုးဆိုတော့ class size ကအရင်မကြည့်ဘူးlecture တွေနဲ့ like ဒီ lecturers တွေနဲ့လည်းဒီ professors တွေနဲ့လည်းပို့ပြီးတော့အနီးကပ်မိလို့ရတယ် interaction ပို့ရတယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့ရယ်နောက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီ JCU ရဲ့ဒီဥပမာသူတို့ social media တွေကြည့်လိုက်မယ်ဆိုရင်သူတို့ student activity တွေလည်းတအားများတယ်club ပေါင်းစုံရှိရဲအဲ့ဒါတွေရောနောက်ပြီးတော့တကယ် university life ကိုရရတဲ့အတွက်ကြောင့်မလို့နော်အဲ့ဒါတွေမြင်ပြီးတော့အမှလုံးဝစိတ်တွေကတဖွာဖွာ JCU ကိုတက်ချင်စိတ်တွေပေါ်လာတယ်အဲ့မှာ campus life မှာလည်းလုံးဝအရင် active ဖြစ်တဲ့သူဆိုတော့ဒီ academic တွေမကောင်းဒီဘက်တွေပါပိုကောင်းတော့ JCU ကိုပဲရွေးဖြစ်တာအဲ့ဒါကြောင့်ပဲပါတယ် နောက်ပြီးတော့ပေါ့နော်
တစ်ခုလောက်ထည့်ထည့်ချင်တာကိဟိုဟာရွေးဖြစ်ခဲ့တဲ့အကြောင်းရင်းနောက်တစ်ခုကအဲ့တော့ O level ပဲဖြေရသေးတာဆိုတော့ကဲ university မှာ10တက်လို့မရနိုင်ဘူးဒါမဲ့လည်းအဲ့လိုအရန်တက်ချင်တာနိုင်ငံခြားကိုထွက်ပြီးတော့အကြောင်းတက်ချင်တာဆိုတော့ဟို GC မှာအားချင်နေရတော့အိမ်မှာမနေချင်တော့တော့က GCU မှာအဲ့ဒီ foundation program ဆိုတာ pathway program ပေါ့နော်ဒီ university မတက်ခင်8လဒါမှမဟုတ်လို့ရှိရင်လည်းသူတို့တစ်နှစ်အဲ့လိုမျိုး extended program တွေလည်းရှိတယ်ဆိုတော့အဲ့ဒီ foundation program တွေမှာတစ်ဆင့်university ကိုတက်လို့ရှိရင်လည်းဒါတော့ပုံမြန်တဲ့ pathway ပေါ့နော်ဆိုတော့ foundation က8လနဲ့ပြီးတော့ university က2နှစ်ဆိုတော့အနည်းဆုံး3နှစ်လောက်နဲ့ပွဲရတာဟုတ် ပုံလဲအဲ့ market နဲ့တူတူပဲပြောအဲ့ပြောဖို့ချက်မေးခဲ့တာဖုန်းကဘာလို့ကြည့်စီရွေးခဲ့လဲဆိုတော့ဖုန်းအကောက poly နဲ့ပြီးသွားတာပေါ့နော်ဒီမှာဆိုတော့စင်ကာပူ trend လိုက်တယ်စင်ကာပူ trend လိုက်တော့သူနဲ့ပုံနဲ့အသက်က4နှစ်กว่าဒါပေမဲ့သူနဲ့ graduate လုပ်မှာတစ်နှစ်ပဲกว่าရယ်ကွာ bachelor တူပဲ degree ရမှာတစ်နှစ်လောက်ပဲกว่าရယ်ဆိုတော့အဲ့ဒါကြောင့်အမြင်မြန်လဲပြီးတယ်မြင်လဲကိုဒီအသက်ရတဲ့ငယ်လေးတဲ့အဲ့လိုမျိုးကွာဒီ international school trend လိုက်တော့ဒီ international school ကအကုန်လုံးမြင်ဆန်ဆန်ပဲပြီးသွားတယ်ဘာမှ stress တွေလည်းမရဘူးအကြာကြီးလည်း like 6နှစ်သွားပြီးမှ6နှစ်စောင့်ပြီးတော့မှdegree တက်စရာမလိုကွာတော့မခေပြောရလို့ပဲ foundation က8လပြီးရင်bachelor က2နှစ်ဆိုတော့အလုံးပေါင်း like နှစ်ခွဲလောက်ပဲအဲ့လောက်ပဲကြာမယ်ထင်တယ်ကျွန်တော်တော့ဆိုရင်လေဒီဟိုမှာကျွန်တော်ကျတော့ HND ပြီးထားတော့လေ HND နဲ့ဒီကိုလာတော့သူကexemption တွေထပ်ရတယ်ပေါ့နော်ဘာသာတွေ exemption တွေထပ်ရတယ်အဲ့ဟာအပြင်ကျွန်တော်ဒီကြားထဲမှာလည်းဒီ scholar ထက်လျှောက်တော့ဒီ scholar တွေလည်းလျှောက်လို့ရတော့ဘယ်လိုပြောမလဲဒီက exemption လည်းရတော့ဒီ financially ရောဒီကျွန်တော်တို့ဟိုတက်ရမယ့်ဒီအချိန်ရောပေါ့နော်ကြာချိန်ရောကနည်းနည်းလျော့သွားတယ်ဆိုတော့ဒီ financially ရောခုနပြောမယ်ဒီbachelor ကိုလည်းပြီးတော့အချိန်တူတူနဲ့ရသွားတယ်ပေါ့နော်ကျွန်တော်တော့မှဆိုရင်တော့ဟုတ် ဟုတ်တယ်မနက်ပြောရင်ဒါခုဒီမလေးပြောသလိုပဲပေါ့နော်အချက်နဲ့လာတာကြတော့အရန်ဒီမှာလည်းပါမယ်ဆိုလို့ရှိရင်အရန်နှစ်လည်းတိုးသွားတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒါပြောစ cost efficient လည်းဖြစ်တယ်ပြီးလို့ရှိရင် time efficient လည်းဖြစ်တယ်နောက်တစ်ခုကကြတော့မောင်လေးတို့ဆိုလို့ရှိရင် scholarship ထက်လျှောက်တယ်ဆိုတော့အဲ့ချိန်မှာဆိုလို့ရှိရင်လည်းထက်လျော့သွားတယ်ပေါ့နော်မောင်လေးဆိုရင်လည်းထက်လျော့သွားတော့ကြတော့ဘာဖြစ်ဖြစ်ဥပမာဒီ exemption ရရည်လည်းလျော့တယ် scholarship လည်းထက်လျော့တယ်ဆိုတော့ဒါအများကြီးပို့ပြီးတော့ဖြောက်တဲ့ဆိုင်ပိုလက်တက်ရတန်တယ်လို့ပြောလို့ရအောင်ပေါ့နော်ဒါ degree တစ်ခုရအောင်ဆိုတော့လေအဲကြောင့်မလို့ဒါလေးကို share ပေးကြပါပေါ့နော်နောက်တစ်ခုကတော့ဒါအမထပ်မေးချင်တာကဒါအခုဘာလို့ရွေးရလဲမေးပြီးသွားပြီဆိုတော့ဘာဖြစ်လို့ဒီအခုတက်ခဲ့တဲ့ major ပေါ့ဘာလို့ဒီမှာဆိုရင်မောင်လေးဒီမှာလေးရ major လေးလည်းမတူကြဘူးဆိုတော့ဘာလို့ကိုတက်တဲ့ major လေးရွေးခဲ့ရတယ်မောင်လေးလည်းပြောပြပေးပါဦး အဓိကအကြောင်းရင်း HR ကိုရွေးခဲ့ရတဲ့ဟာကတော့ကတွက်တာချက်တာကြီးလုံးဝမကြိုက်ဘူးပေါ့နော်ဒီခနဲ့လေးကိုမြင်တာနဲ့ခေါင်းနေမှုအဲ့လိုမျိုးထဲမှာပါတယ်နံပါတ်ဒီလုံးဝမကြိုက်ဘူးတင်ချာကလည်းညံ့နေတယ်ပါတယ်ဆိုတော့ကဒီလူတွေနဲ့ဆက်ဆံတဲ့ဟာဘက်ကိုပဲသွားရမယ်ပေါ့အဲ့မှာ human resource လုံးမလားဒါမှမဟုတ်ရင်ဒီ GC ကနာမည်ကြီး psychology ကိုရေးမလားဆိုတော့ psychology လည်းမဖြစ်တော့သေးဘူးအရင်နေကောင်းနေရှုံမယ်ဆိုတော့ human resource ပေါ့နော်အဲ့ဒီဘက်ကိုရွေးလိုက်တာကဒီနောက်ပိုင်းဘယ် job ကိုအဲ့လိုလုပ်ချင်တယ်ဆိုတာကလည်းတေချာမစဉ်းစားရသေးဘူးဆိုတော့လေ HR ကတော့ဘယ် industry မဆိုလိုအပ်တယ်ဆိုတော့ဟိုကေနောက်ပိုင်းဒီ medical industry ဘက်သွားချင်လား IT ဘက်သွားချင်လားဘယ်ဟာမဆိုလို့ရှိရင်အဲ့လိုဟိုလေးလာပြီးတော့ဟိုရွေးချယ်လို့ရနိုင်တယ်ပေါ့နော်သူရဲ့ဒီ opportunities တွေက is very diverse ဆိုတော့အဲ့ HR ကိုရွေးချယ်ခဲ့တာပါပုံကကြတော့ဘာလို့ psychology ရွေးခဲ့လဲဆိုတော့ငယ်လေးတည်းကပေါ့နော်သူများပြောရင်အဲ့လိုမျိုးသူများယင်ဖွင့်ရင်နားထောင်ရတာအရင်ကြိုက်တဲ့လူတွေမှာပါအရင်အဲ့လိုဆက်ဆူတဲ့လူတွေမှာပါရယ်ဆိုတော့သူများတွေကသူတို့ဘာဖြစ်လဲသိရမလားအဲ့လိုမျိုးရင်လာဖွင့်အရင်နားထောင်ပြီးတော့ advice ပေးရတဲ့အဲမှာပါရယ်ကွာအဲ့လိုဆိုတော့အဲ့ဒါနဲ့ပြီးတော့အဲ့လိုမျိုးchild therapist ဆိုဘာလို့အဲ့လိုမျိုးလုပ်ရလဲဘောကအဲ့လိုစိတ်ဝင်စားတယ် therapist လိုက်စိတ်ဝင်စားတာပေါ့အဲ့လိုမျိုးပြန်ပြီးတော့ကိုယ့်ဘက်ကကိုတက်နိုင်တဲ့လောက်အဲ့လိုမျိုး advice တွေပြန်ပေးတဲ့ဟာကိုစိတ်ဝင်စားတော့အမှသူတငယ်ချင်းတွေပြောနေချင်မှာသူတို့ကနင်းတော့ psychology ကောင်းတယ်ပြီးရင်ကိုကလည်းငယ်ငယ်လေးကသူများရေဘလို့အုံနောက်ကဘလို့အလုပ်လုပ်လဲဆိုတာလဲကြိုက်တော့အဲ့ကြောင့် psychology ရွေးခဲ့တယ်အမှန်ဆိုရင်အုံနောက်ပေါ့နော်အဲ့လိုမျိုးအုံနောက်ကိုစိတ်ဝင်စားလို့ပေါ့
ကျွန်တော်အနေနဲ့ဒီ ITU လိုရွေးဖြစ်လဲဆိုတော့ကျွန်တော်ငယ်တည်းကခုနပြောတဲ့အတိုင်းပဲလိုက်သူများရဲ့ရုပ်ရှင်ကြည့်ရင်ပေါ့နော်သူများရဲ့အဲ့လိုမျိုးကုတ်ဒီဒီပါကြီးထိုင်ရင်းနေအရန်ပဲဟိုစိတ်ဝင်ဖြစ်ချင်တာပေါ့အဲ့လို programmer ဖြစ်ချင်တာငယ်တည်းကဆိုတော့အဲ့ဒါနဲ့ကျွန်တော်ရန်ကုန်မှာစပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲIT စပြီးတက်ဖြစ်တယ်ပေါ့နော် foundation ကနေ HND တက်ဖြစ်တယ်ပြီးတော့ဒီGCU မတက်ခင်ကျွန်တော်နည်းနည်းဒီမှာ IT နဲ့ပတ်သက်ပြီးဘာတွေသင်ရလဲဆိုရယ် core subject တွေကိုလေ့လာဖြစ်တော့သူက software development ပြင်တခြားဒီ programming language တွေနဲ့နောက်ဆုံးကျွန်တော်စိတ်ဝင်စားမှာပါလဲဆိုတော့ဒီ AI နဲ့ပတ်သက်တဲ့ဘယ်လိုပြောမလဲ subject တွေပါပါတယ်ပေါ့နော်ဆိုတော့အဲ့ဟာတွေပါတော့ကျွန်တော်ပို့ပြီးစိတ်ဝင်စားပါတယ်အဲဒါကြောင့်မလို့ဒီ JCU မှာကျွန်တော် IT ကိုတက်ဖြစ်တာပါဟုတ် I story ကနည်းနည်းထူးဆန်းတယ်ပေါ့နော်စခဲ့တာဟိုဟာလိုချောလိုမျိုးပဲစချင်းဟို university ဒီ JCU မတက်ခင်အဲ့တော့ COVID မဖြစ်ခင်อ่ะပေါ့နော် COVID မဖြစ်ခင်อ่ะဆိုတော့ဒီတိုင်းဘာရမဟုတ် JCU scholarship လေးကိုဖြည့်ထားလိုက်တယ်ဖြည့်ထားလိုက်ပြီးတော့အမှlocal university တခုမှာ psychology တက်နေရ psychology တက်နေရ psychology ကိုစိတ်ဝင်စားရပေါ့နော်အဲ့ဒါနဲ့ဒီ JCU ကိုပဲဘယ်လိုပဲဖြစ်ရွေးဖြစ်တာအမှ scholarship လေးရသွားတယ် scholarship 20ဘယ်လောက် percent တော့မမှတ်မိတော့တော်တော်ကြားနေပြီဆိုတော့ဒါပေမဲ့အဲ့ဒါနဲ့ရသွားတယ်ရသွားတော့အဲ့ချိန်မှာ covid စဖြစ်ရော covid စဖြစ်တဲ့အချိန်မှာဂျားထဲမှာ one trimester လောက် defer တော့တာပြောရမယ်ဆိုရင် JCU ကသူဟိုလိုမျိုးပုံမှန် university လိုမျိုး semester နဲ့မသွားဘူး JCU ကအမြန်ပြီးတဲ့နှုန်းနဲ့ trimester နဲ့တော့တစ်နှစ်ကို trimester 3ခုလောက်ရှိရယ် semester 2ခုမဟုတ်ဘူးနဲ့ trimester 3ခုဆိုတော့ somewhere အဲ့လိုမျိုး3ခါဖြည့်ရတယ်ပေါ့နော်အဲ့တော့အမြန်လဲကြောင်းပြီးရအဲ့ဒါကြောင့်မလို့လဲပါတယ်အဲ့ချိန်မှာ one trimester လောက် defer intake ကို defer လိုက်တဲ့ချိန်မှာဂျားထဲမှာဘာရမဟုတ်ဟိုဟာပေါ့နော်အဲတော့မမမြူ Netflix လား YouTube လားတော့မသိဘူးဒီတိုင်းပဲကောက်ဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးတော့အဲ့ချိန်မှာဒီ stock market video ဆိုပြီးတက်လာတယ်အဲ့အချိန်မှာအဲ့ video လေးကိုသွားနှိပ်လိုက်တဲ့အချိန်မှာအမှသွားပြီအမှဇလဲအစားတာအမှ finance ကိုလုံးဝစိတ်ဝင်စားသွားတာစိတ်ဝင်စားသွားရင်အမှ investment ဘိုင်းနေဒီ companies တွေဘယ်လိုမျိုးoperate လုပ်တယ်ဘယ်လိုမျိုးဒီလို investment တွေလုပ်တယ်ဆိုတာကိုပို့ပြီးတော့စိတ်ဝင်စားသွားတာအဲ့ချိန်မှာပဲမမရအဲ့တော့ကညာလားမသိဘူးအဲ့ video ကြည့်နေတဲ့အချိန်မှာနောက်ရက်မနေ့ကျတော့လှမ်းဆက်ပြီးတော့ဒီဟိုcountry manager အဲ့တော့က in country manager ပေါ့နော်အဲ့က country manager ကိုလမ်းဆက်ပြီးတော့major ပြောင်းချင်တယ်သူကလည်းချက်ချင်း major ပြောင်းပေးအမှဘယ် major ကိုစိတ်ဝင်စားရလဲဟိုဒီ finance ဆိုင်မှာအများကြီးရှိရလေအဲ့တော့က bachelor အခုတော့ commerce ဖြစ်သွားပြီပေါ့နော်အဲ့တော့က bachelor of business I know ရတော့ကတော့ bachelor of business အခု commerce ဖြစ်သွားပြီဒါပေမဲ့ banking and finance ရှိတယ်တဲ့ accounting and finance ရှိမယ်နောက်ပြီးတော့ financial management ရှိမယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာ accounting and finance ကလည်းမတိုင်းပြောရရင်အဲ့လေကစ်လိုမျိုးပဲအဲ့လောက်ထိကနန်းကိုတိတ်ပြီးတော့စိတ်ဝင်စားတဲ့မှာမပါဘူးဒါပေမဲ့ကနန်းအဲ့လိုမျိုး operate လုပ်ပုံကိုတော့စိတ်ဝင်စားတယ်ဒါပေမဲ့အဲ့ကနန်းတွေတွဲရချတဲ့ဟာတွေတိတ်စိတ်ဝင်စားဘူးဒါပေမဲ့အဲ့ finance ပိုင်းကကျတော့exam ကိုတုံးပြီးတော့တွဲရချတာဆိုတော့အဲ့လောက်လည်းမခက်ဘူးပေါ့နော်အဓိကတော့ဒီ number တွေကြည့်ပြီးတော့ဘယ်လိုဖြစ်နေရယ်ဘယ်လို company တစ်ခုကဘယ်လိုမျိုး operate လုပ်နေရယ်ဆိုဒီ corporate finance ပိုင်းပေါ့နော်အဲ့မှာ banking and finance ကကြတော့ဘဏ်ပိုင်းကြတော့လေစိတ်မဝင်စားဘူးအမှန်တမ်းပြောရရင်ဒီ banking ပိုင်းကိုတိတ်သဘောမကျဘူးအဲ့နဲ့ financial management ကကြတော့အမှန်တမ်းပြောရရင်အကုန်လုံးကိုရောသမမှွေတာရောသမဝေတာဆို accounting ပါတယ် banking finance ပါတယ်နောက်ပြီးတော့အဓိကတော့ finance ပေါ့နော် corporate finance အဓိကအဲ့နဲ့ဒီ financial management ဆိုပြီးတော့ရွေးခဲ့တာအခုပြန်ကြည့်လိုက်မယ်ဆိုရင်ကြတော့လေမတိုင်းပြောရဒီအဲ့ major ရွေးခဲ့တာသဘောကျရင်ဘောလို့ဘာလို့လဲဆိုတော့အခု finance industry မှာလောလုပ်နေတော့ဒီ financial management ကိုရွေးခဲ့တာအဲ့တော့အကုန်လုံးကိုရောသမမွေပြီးတော့တင်ခဲ့ရတာဆိုတော့တကယ် real life မှာကြတော့လေဒီ finance industry မှာလေပို့ပြီးတော့ဘယ်လိုပြောမလဲပိုကျွမ်းတယ်လို့ခံစားရတယ်ပေါ့နော်တမျိုးတည်း major ရောအဲ့ accounting တက် banking တက်ရွေးလိုက်တာဒီဇိုင်းအဲ့ဆိုလို့ရှိရင်တော့ဒါဘာဖြစ်ဒီမှာ၄ရက်ကို၄မျိုးထွက်လာဆိုတော့ဒီထဲမှာရှင်းမောင်လို့ညီမလေးလေဘာဖြစ်အခုလောဆယ်စဉ်းစားနေတော့ဆိုလို့ရှိရင်စဉ်းစားလို့ရပါဘောနော် like ဘာတက်ရှင်တာလဲတို့ဘာလို့ ပေါ်လဲအဲ့လိုပြန်စဉ်းစားလိုက်အောင် finance တော့ ကြောင်းအချိန်မီလေး ရွေးလိုက်လိုက်အဲ့ဆိုလို့ရှိရင်ဒါမတို့အခုဒါကျောင်း like major ကြီးကျောင်းတွေပြောပြပါပြီဆိုတော့နည်းနည်းလေး shift လုပ်ပြီးတော့ပေါ့နော်တကယ်ချင်းကျောင်းလေးပြောမယ်ဆိုတော့တကယ်ချင်းကျောင်းပြောတဲ့အချိန်မှာအမအချက်မေးချင်တာကမောင်လေးကိုညီမလေးကိုဒါစင်ကာပူရောက်တဲ့အချိန်မှာတကယ်ချင်းတွေဘယ်လိုလုပ်ခဲ့လဲပေါ့အလုပ်ရခက်လားပြီးလို့ရှိရင်အဓိကတော့ဒါ local ပေါ့စင်ကာပူရဖြစ်ဒါမှမဟုတ်လည်းညီမနိုင်ငံသားချင်းချင်းဖြစ်ပေါ့ local friends တွေဘယ်လိုလုပ်လဲဒါမှမဟုတ် JCU မှာကြာတော့နိုင်ငံသားများရဲ့လေဆိုတော့ဒီတကယ်ချင်းတွေလည်းဘယ်လိုလုပ်လဲပေါ့တခြား international လူတွေနဲ့လည်း
နည်းနည်းပြောပြပေးပါဦး အရင်ခက်ခဲတော့မရှိခဲ့ပါဘူးအရင်တုန်းကလည်းဒီ international school background ကနေပဲလာတာဆိုတော့လေဒါပေမဲ့ international school background မလိုပဲနဲ့လေကစ်ချင်တာတော့ကြောက်စရာမလိုဒီစင်ကူမှာလေအထူးသဖြင့် GCU ပေါ့နော်ကျောင်းသားတွေကအရန်ခင်မင်ဖို့ကောင်းတယ်ဒီ language barrier ဆိုတာလည်းအများကြီးကြုံတွေ့ရ git မဟုတ်ဘဲနဲ့တခြားတကယ်ချင်းနေလည်းအဲ့လိုမရှိဘူးပေါ့နော်ဆိုတော့အရင် English လိုကပြောတတ်နေစရာလည်းမလိုဘူးလို့ထင်တယ်တခြားသူတွေလည်းအဲ့လိုတလုံးစားနှလုံးသားနဲ့ပဲပြောရင်းနဲ့ပဲသူတို့လည်းအဆင်ပြေနေကြတာပဲဆိုတော့လေ language barrier ကအရင်ကြောက်စရာမလိုပါဘူးလို့ကတို့တော့ဒီ orientation တို့ဘာလို့မှခရေကနေအရင်နေပြောနေကြအောင်မစရသေးဘူး orientation မှာကြောက်အရင်နေတက်ချင်နေဒီသူတို့အဲ့ new student တွေကိုပဲတင်ငယ်ချင်းရအောင်သူတို့လုပ်ပြီးတဲ့ဒီ game လေးတွေတို့သူတို့ဘယ်လိုလဲ day trip လားအဲ့လိုမျိုးခေါ်သွားရည်လည်းရှိရပေါ့နော်ဆိုတော့ကျောင်းစားဖွင့်ကြတဲ့အားကိုတင်ငယ်ချင်းရရှိနေပြီဆိုတော့အတန်းသွားလိုက်တာနဲ့ hey hi နဲ့အဲ့ mate တွေဖွဲ့ပြီးတော့ဆီယာမတွေနဲ့ပါရန်နေခင်နေဆိုတော့တင်ငယ်ချင်းဖွဲ့တာတော့အရင်မခက်ဘူးလို့ထင်ပါတယ်ဟုတ် market ပြောရဆိုပြောပဲပေါ့နော်ဘောပဲဒီ因为马里个 international school ဘာမှဟိုတော့ဘာမှအဲ့ဒါတော့မဆိုင်ဘူးပေါ့နော်ကိုနဲ့ပဲဆိုင်တယ်ဘောကကျတော့ active နဲ့ outgoing ဘာမှငငယ်လေးကတငယ်ချင်းလဲမှတ်တယ်ဆိုတော့အမြင်သူတငယ်ချင်းရှာတာဘုန်းတော့မခက်ဒီတိုင်းလေးပဲစကားလေးတော့ပြောပြီးတော့ IG account လေးအဲ့လိုလဲလိုက်တာအဲ့လိုမျိုးလေးပဲ hey hi IG account လေးပဲပြီးအဲ့ဟာပဲအကြောင်းကတွင်းရင်ဒီလိုလဲလေးနှုတ်ဆက်ရင်နဲ့ပြီးတော့ဒီအာ community ဟိုဟာတွေလည်းရှိရကွာ community ဒီအဖွဲ့တွေလည်းရှိရပြီးတော့အမေကျောင်းကဘယ်လိုဘာလုပ်ပေးလဲဆိုတော့ကျောင်းသားတွေပို့ပြီးရင်းနေအောင်ဘယ်လိုလုပ်ပေးလဲဆိုတော့အမေ showcase တွေကရှိတယ် showcase တွေအများတိုင်းဒီကျောင်းဖွင့်လာရဲ့ second week လောက်မှာ showcase တွေကရှိရဆိုတော့ showcase တွေမှာ booth တွေရှိရကွာဒီဒီ community အချင်းချင်းပေါ့နော်အဲ့မှာဒီ booth တွေကိုတွားပြီးတော့ member လေးတွားချိုင်းပြီးတော့မုံလေးတွေတွားစားအဲ့လိုလေးလုပ်ဖြစ်တော့တငယ်ချင်းတွေကပို့ပြီးအဲ့လိုများပါပြီးအတန်းထဲမှာလည်းဘယ်လိုဖြစ်လဲဆိုတော့ assignment တို့ဘာလို့ရှိရ team work တွေရှိရ team work ရှိတော့ဒီတခြားနိုင်ငံရရင်လည်းအဲ့လိုစကားပြောရင်းနဲ့အဲ့လိုတငယ်ချင်းဖြစ်သွားတာလည်းအများကြီးပဲပေါ့နော်ဆိုတော့ဟုတ် MSC မြန်မာ student community ကလည်း GC မှာရှိတော့ကောင်းတယ်ပေါ့နော်မြန်မာအချင်းအချင်းအများကြီးပဲမြန်မာအချင်းချင်းအဲ့မှာ game တွေအများကြီးပဲငငယ်အောင်ကအဲ့လိုမျိုးမြန်မာ student community ငငယ်အောင်ကမဆော့ဘူးတဲ့ game တွေဒီမှာပြန်လာဆော့ပြီးအမှမြန်မာဆိုင်စားဆိုတော့ဒီတငယ်ချင်းရှာတာတော့မခက်ဘူးပေါ့နော် ကျွန်တော်အနေနဲ့ဘယ်လိုမျိုး friends အသစ်တွေထပ်ပြီးတော့ရတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီကျောင်းစတော့ဒီ class ထဲမှာကျွန်တော်မြန်မာရင်းနဲ့ပဲအရင်အာဘယ်လိုပြောရမလဲ friends ဖြစ်တယ်ပေါ့နော်ဒီလိုပဲသူတို့ကဟိုလိုပြောဒီနေ့မိတ်ဆက်ရင်းနဲ့ခင်ဖို့ကောင်းပါတယ်ဒီတိုင်းမိတ်ဆက်ရင်းနဲ့မြန်မာရင်းနဲ့အရင် friend ဖြစ်တယ်နောက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ class တိုင်ရင်းနဲ့မှာဒီ group project တွေရလာတယ်ပေါ့နော် group project တွေဆိုတော့သူကဒီတခြားနိုင်ငံတွေကဒီ students တွေရောအကုန် mix ထားတော့ဒီသူတို့နဲ့ဒီgroup project တွေလုပ်ရင်းနဲ့ခင်သွားရပေါ့နော်ခင်သွားတယ်နောက်ပြီးတော့ JC မှာဘာသက်ရှိလဲဆိုတော့ခုနကဒီပုံပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကျောင်းတက်ပြီးတော့နှစ်ပတ်လောက်နေသူက showcase day ဆိုတာရှိရပါတော့အမှဆိုရင်လည်းဒီနိုင်ငံတစ်ခုချင်းစီကနေသူတို့ရဲ့ဒီ booth တွေရှိရအဲ့ဟာပြင်ဘယ်လိုပြောမလဲဒီအားကစား sports club တွေဘာတွေလည်းရှိရကျွန်တော်ဟိုဘယ်လိုပြောမလဲကျွန်တော်ကစတဲ့ဒီ sports club ကိုလည်းအားပါတော့sport club တွေ join နေပြီးတော့ဒီခုနကပြောလိုမျိုး MSC ပေါ့နော် MSC ဘာလို့ join နေလဲဒီfriends တွေအများကြီးရပါတယ်ဗျဟုတ် အဲ့အတွက်ကကျတော့အမှန်တမ်းပြောရင်သူတို့တွေပြောတာလို့မခတ်ဘူးမနော်ငကိုက extrovert ဖြစ်တဲ့သူဆိုတော့ဒါပေမဲ့ဆဆချင်းအိုင်တုံးကကြောင်းတက်တုံးကကျတော့ကိုဗစ်ကာလအတွင်းမှာစတက်ခဲ့တာဆိုတော့အကုန်လုံး online ပေါ့နော်အကုန်လုံး online ဆိုတော့ orientation ကစအကုန်လုံး online အဲ့ချိန်မှာ orientation စတက်တော့ online ဆိုပေမဲ့အဲ့ချိန်မှာမမတ်ရ Angela နဲ့အရင်ဆုံးစတွေ့ရ Angela နဲ့ဘယ်လိုစတွေ့လဲဆိုတော့ orientation တက်တော့ orientation group ရဲ့အဲ့လို game team leader ပေါ့နော် game team leader ဆိုတော့အဲ့မှာစတွေ့ခဲ့ဒါပေမဲ့အဲ့တော့ကလည်းမှန်တိုင်းပြောရင်သူတွေမဟုတ်ပါဘူးအကုန်လုံးကခင်ဖို့ကောင်းတယ်အကုန်လုံးကဒီလို game ဆော့ကြတာ online ကဆိုပေမဲ့အပြင်မှာတော့ပို့ပြောဖို့ကောင်းတာပေါ့နော်ဒါပေမဲ့အဲ့တော့ကလည်း online မှာလည်းသူတို့ပျော်ဖို့ကောင်းအောင်တေချာလုပ်ပြီးရဲ့လုပ်ပြီးတဲ့အချိန်မှာအဲ့မှာ Angela စတွေ့တယ် Angela နဲ့စတွေ့ရင် Angela နဲ့ခင်တယ်ခင်ပြီးတော့အဲ့မှာသူကနေမှ
new ဆိုရပါတော့သူကနေဆွဲခေါ်တာပဲဆွဲခေါ်လဲဆိုမြန်မာ student club မြန်မာမြန်မာ community club ပေါ့နော် ဒီ club မြန်မာအခုတော့မြန်မာ student club မြန်မာ student community ပြောရဲ မြန်မာ student community နာမည်ပြောင်းတော့အဲ့တော့အဲ့လိုမျိုးတွေ join နေနောက်ပြီးတော့အရင်ကတည်းကလူတွေနဲ့တွေ့ရတာနောက်ပြီးဒီအဲ့လို activity event တွေ join ရတာအောင်မတရားသဘောကျတယ်အဲ့တော့ဒီ university life မှာလည်းဒါ active ဖြစ်တဲ့နေရာမှာပါတယ်အဲ့တော့တကယ်ချင်းလို့ပေါ့မခတ်ဘူးပေါ့နော်အဲ့တော့ဆိုရင်ဒီမြန်မာ student community အခုလက်ရှိမြန်မာ student community ပေါ့နော်အရင်တော့မြန်မာ community club မှာဆိုရင်secretary နောက်ပြီး banking and finance club မှာ vice president နောက်ပြီး student ဒီအဓိက student council ထဲမှာ treasurer လုပ်ခဲ့တာဘာလို့ဆိုတော့ဒီ major နဲ့လည်းကိုက်လို့ပေါ့နော် student council ထဲမှာဒီ treasurer လုပ်ခဲ့တယ်နောက်ပြီး yoga club ရဲ့ president မှာဖြစ်ခဲ့သေးတယ်အဲ့မှာတငယ်ချင်းတွေအကုန်လုံးနဲ့တွေ့ခဲ့ရချိန်မှာ student council ထဲမှာလည်းပါရတဲ့အတွက်ကြောင့်မို့လို့သူတို့အဲ့လို club president တွေနဲ့ခင်တော့အဲ့သူတို့ရဲ့ advance တွေကိုသွား support ရတာအဲ့လိုမျိုးသွား support တဲ့အချိန်မှာတငယ်ချင်းတွေပိုများလာတယ်ပေါ့နော်အဲ့ဒါနဲ့နောက်ပြီးတော့ဒီ JCU တကယ်လုံးဝ campus ပေါ်ရောက်သွားတဲ့အချိန်ကျတော့လေမခက်ခဲတော့ဘူးဘာလို့ဆိုတော့တငယ်ချင်းတွေလောက်ထားပြီးတော့ဒီတငယ်ချင်းတွေပဲပြန်တွေ့ရတာဆိုတော့အပြင်မှာပဲတွေ့ရတာဖြစ်သွားတာဆိုတော့အဲ့လိုမခက်ခဲဘူးပေါ့နော်ဒီနောက်ပြီးတော့ဒီအသစ်တွေနဲ့လည်းတွေ့ခဲ့ရအသစ်တွေနဲ့အဲ့လိုမျိုးတငယ်ချင်းဖြစ်ဖို့ခွင့်ရခဲ့တယ်နောက်ပြီးအခုဆိုရင်ဒီ university တွေကဒီတငယ်ချင်းတွေနဲ့ပေါ့နော်ဆက်သွယ်ရှိနေရောဥပမာ Angela ကြည့်လို့university ဆိုတာကလည်း I know ဆို the batch ပဲကွာone batch ပဲကွာသူအရင်ဆုံး graduate သွားတယ်ပြီးမှ I graduate တာဆိုအခုချိန်ဒီ university ကတကယ်ကြီးနေအခုချိန်ဒီလုံးဝဆက်သွယ်ရှိနေတော့ပေါ့နော်အဲ့လိုမျိုး အဲ့ဆိုရင်ဒီထဲမှာတော့ပြောမယ်ဆိုရင်အကုန်လုံးကလည်းဒါပြောမယ်ဆိုရင် student leader တွေကြီးပဲခုနပြောတာမြန်မာ club ဆိုလို့ရှိရင်လည်းအကုန်လုံး leader ဖြစ်ဖူးကြတဲ့လူတွေဆိုတော့ဟိုပြောမယ်ဆိုရင်အကုန်လုံးကဒါအကြောင်းမှာကမခက်ခဲဘူးပေါ့နော်အကုန်လုံးကပြောတာဆိုတော့နည်းနည်းလေးခုလက်ရှိလဲMSC ရဲ့ president ပါတယ်ဆိုတော့နည်းနည်းတော့ promote လုပ်အောင်လားကို club လေးကို ချောချော MSC ရဲ့ president ပါ JCU join ရမယ်ဆိုရင်ပေါ့နော် MSC ကိုလာ train လို့ရပါတယ် MSC EXCO member ဝင်လို့လည်းရလို့ဒီတိုင်း EXCO ကကိုယ့်အတွက်ကအရင် stress များမယ်ဆိုရင်လည်းဒီ members အနေနဲ့ဒီ event တွေကိုလာပြီးတော့event တွေကိုလာပြီးတော့လာ join လို့ရရပေါ့နော် event တွေလာ join ပြီးတော့အခုဒီ MSC ရဲ့ page လေးကိုလှအောင်ကင်ပေးနေရတော့ဒီဖုန်းမြတ်ကျော်သူဖြစ်ပါတယ် PR head ပေါ့နော် အဲ့ကိုရတယ် follow ပေးပါဦးနဲ့ page တွေပါကို ဟုတ်လာပြီးတော့ follow လို့ရပါတယ်တခုဆိုရင်လည်းကျွန်တော်တို့ဒီGCU မြန်မာ page မှာကျွန်တော်တို့အများနဲ့ update ရှိရပါတော့ဟို event လေးပါလေးဆိုရင်ဒီမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်ဟုတ် ဆိုဒီကဒါဒီနေ့ဟုတ်ပြောရ ကျောင်းတို့ကျောင်းဟိုရမသိဘူးဆိုရင်ဒီ MSC ကိုလာပြီးတော့ direct ဒီ Messenger မဟုတ် IG မှာတကယ်မေးပေးလို့ရရပေါ့နော်ချက်ချင်းအဲ့လိုမျိုးပြန်ပေးပါတယ်တကယ်လဲကူညီပေးပါတယ်ပေါ့နော်ဒီကျောင်းသားတွေအတွက်ကူညီလိုနေတဲ့ကျောင်းသားတွေအတွက် အဲ့ဆိုခုလက်ရှိကဒါဒီအမကြီးချောနဲ့ဒါဟိုကိုကြီးဆိုလို့ရှိရင်ခုလက်ရှိရှိနေဦးမှာဆိုတော့ဒါမောင်လေးညီမလေးသွားလို့ရှိရင်လည်းတကယ်ချင်းတွေပဲမရမှာပူစရာလည်းမလိုဘူးကိုအကူညီပေးမယ်မှာ senior အကိုကြီးအမကြီးရှိရပေါ့နော်ဆိုတော့ဆိုမှဒါနောက်တစ်ခုထပ်သွားလိုက်တော့မယ် question ထပ်သွားမယ်ဆိုရင်တော့အမတစ်ခုထပ်မေးချင်တာဒါနည်းနည်း deeper question လေးသွားလိုက်မယ်ဆိုတော့စင်ကာပူမှာကိုကဒါliving abroad ပေါ့နော်ဒါသွားနေတဲ့အချိန်မှာတက်တဲ့နေတဲ့အချိန်မှာကိုကြုံခဲ့ရတဲ့ဒါ biggest challenge ပေါ့ဘာတွေရှိမလဲပြီးရင်အဲ့ဒီ challenge တွေကိုဘယ်လို overcome လုပ်ခဲ့လဲဆိုတော့အမနည်းနည်းလောက်မပြပေးပါဦး biggest challenge ဆိုတာဒီအဲ့လိုမျိုးစိတ်ညစ်ခဲ့ရတဲ့ဟာတော့တိတ်မရှိဘူးပေါ့နော်အဲ့မှာဟိုသွားကြရဟိုပျော်နေရပဲနေရာတစ်လူတစ်တွေနဲ့ပတ်ဝန်းကျင်လည်းအသစ်ဆိုတော့အဲ့လိုသွားဖို့နေရာရလည်းမကုန်နိုင်ဘူးပေါ့နော်စားချင်နိုင်ရလည်းအများကြီးဆိုတော့ဟိုစိတ်ညစ်ခဲ့ရတယ်ဆိုတော့ကာလဆိုတာတော့မရှိခဲ့ဘူးတခါတလေတော့အိမ်လွမ်းတာတော့ရှိတာပေါ့လေနော်အိမ်နဲ့အဝေးမှာသွားပြီးတော့နေရတာဆိုတော့နောက်ပြီးကစ်ကဟိုဟင်းမချက်တဲ့ထဲမှာပါတော့ညဘက်ဆိုလို့ရှိရင်အဲ့ဒါနည်းနည်းဟိုပြဿနာတက်ဘိုက်စာပဲစင်ကဟိုတခြားနိုင်ငံတွေမဟုတ်တချို့နိုင်ငံတွေဆို9နာရီလို့6နာရီလို့ဆိုစိုင်းနေအကုန်ပိတ်ကြတယ်လေဒါပေမဲ့စင်ကကျတော့ညဘက်24 near I think almost 24 hour အဲ့လိုမျိုးဟို open ဖြစ်တဲ့ဆိုင်တွေရှိရယ် McDonald တို့ပါလို့ဆိုလို့ရှိရင်24 hour ရှိရအဲ့ဒါလေးဆိုအိမ်နားနဲ့နေတော့သွားစားပြစ်တယ်ဆိုတော့ဟိုစိတ်ညစ်တာစားလို့ရှိရင်နည်းနည်းလေးစိတ်ညစ်တာပေါ့နော်တခါအိမ်ကနေမထွက်ချင်လို့ရှိရင်တော့အိမ်မှာရေတောက်ပြီးတော့ဘိုက်မှောက်အိမ်အောင်ရှိတယ်တခြားတော့ထူးစိတ်ညစ်စရာတော့မရှိပါဘူးအိမ်လွမ်းတဲ့အချိန်တော့တခါတလေပေါ့
ကျောင်းစာရင်းနဲ့ပတ်သက်ပြီးတော့လည်းအရန်ခက်တဲ့ဟာတော့မရှိဘူး HR လည်းဟိုစာကြက်ပြီးတော့ဖြေရတဲ့ဟာကြီးတိတ်မရှိတော့လေအခက်ခဲတော့တိတ်မရှိပါဘူးဟုတ် ပုံရတဲ့ challenge တော့မရှိဘူးပေါ့နော်။ဘာလို့ဆိုတော့ရန်ကုန်လွမ်းလားဆိုတော့လွမ်းနေဒါပေမဲ့မလွမ်းအောင်အဆင်ပြေရယ်ကွာမလွမ်းဘဲနဲ့လည်းနေလို့ရရဲ့အထင်မှာပါရဲ့။ဘာလို့ဆိုတော့ပုံပြောမိသားစုကလည်းဒီမှာအမေကလည်းဒီမှာ business ဖွင့်ထားရဲဆိုတော့ပေါ့နော်။မြန်မာစာလေးများစားခြင်းတဲ့လူများရှိရဲဆိုရင်အမေဆိုင်မှာလာစားလို့ရပါတယ်အဲ့လိုရဲရင် City Hall Peninsula Plaza ပေါ့နော်အဲ့တော့ ဘာလို့ challenge မရှိရလဲဆိုတော့ဘိုက်စားတိုင်းအမေစီမှာပဲညီမသမင်းဟင်းသွားစားဆိုတော့ကိုတော့ challenge တော့မရှိဘူးဒါပေမဲ့တခု difference ကတော့ဘောနော်ရန်ကုန်မှာစားခဲ့ရတဲ့ vibe နဲ့စင်ကာပူကမြန်မာဆိုင်တွေကတော့ကွာတာပေါ့ရန်ကုန်မှာဆိုရင်ဝတ်သားတို့ဘာလို့ဆိုရင်လမ်းဘေးစားအဲ့လို16လမ်းအစားလေးလွမ်းနေဒီမှာဆိုရင်တော့တကယ် or ရှိမြန်မာစားတော့ဆိုင်ကတော့အများကြီးပဲရှိဒါပေမဲ့ feeling ကတော့မတူဘူးပေါ့နော်ပြီးတော့အဲ့လိုထားခဲ့ရတဲ့တငယ်ချင်းတွေအဲ့ challenge ကတော့ဒီတငယ်ကိုထားခဲ့ရတဲ့ရန်ကုန်မှာထားခဲ့ရတဲ့တငယ်ချင်းတွေတို့ဘာတို့တော့လွမ်းတာပေါ့အဲ့လောက်ပါပဲပုံသွားတာကြတော့အမတော့ဟိုမရှိ transportation တော့ဘာတော့ကလည်း challenge မရှိပါဘူးဆိုတော့စင်ကာပူမှာကအရင်မြန်တယ်bus နဲ့ပဲသွားချင်လားမဟုတ်ရင်bus နဲ့ပဲသွားကြင်လားမဟုတ်ရင်ဒီဟိုဟာနဲ့ဒီ MRT နဲ့ပဲသွားကြင်လားအရန်ဟိုတက်တာရယ်ပေါ့နော် Grab တို့ဘာတို့ရောသုံးစရာမလိုဘူး ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ကတော့ challenge ရှိခဲ့တယ်ပေါ့နော်ပထမဆုံးဒီကိုရောက်တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီပထမဆုံးအနေနဲ့ environment ကို adapt လုပ်ရတယ်သူကတခြားနိုင်ငံတွေလိုမျိုးလုံးဝ environment ပြောင်းသွားတာမျိုးမဟုတ်ပေမဲ့လည်းနည်းနည်းတော့အခက်အခဲလေးတွေရှိခဲ့တယ်အဲ့တော့ပထမဆုံးအနေနဲ့ဒီ environment ကိုကျွန်တော် adapt လုပ်ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ transportation ပေါ့နော် transportation ကသူက convenient ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့တိတ်ပြီးတော့မသိခဲ့ဘူးပေါ့နော်အခုမှလည်းကိုနိုင်ငံခြားကိုစပြီးတော့ထွက်တော့တိတ်ပြီးတော့ဒီ transportation ကိုတိတ်ပြီးမရင်းနှီးခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဟာအခက်တွေ့ရယ်နောက်တစ်ခုအကြောင်းတက်တော့ဗာလဲဆိုတော့assignment တွေပေါ့နော် assignment တွေအဓိကတော့ assignment တွေစာအရန်ခက်လို့လားတော့စာအရန်ခက်လို့လားဆိုတော့မဟုတ်ဒါပေမဲ့လို့ကိုစာမလုပ်ရင်တော့ခက်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီ assignment တွေနဲ့ကျွန်တော် time management တွေလုပ်ခဲ့ရတယ်ပေါ့နော်အများကြီးကိုကလည်းအခုမှစရောက်တော့ပြီးတော့လေဒါမှလုံးဝ independent ဖြစ်နေရတော့လေအကုန်လုံးmanage လိုက်လုပ်ရတယ် time management လုပ်ရတဲ့ပြင်နောက်တစ်ခုကဘာလဲဆိုတော့ financial ဘိုင်းပေါ့ဘာလို့လဲဆိုတော့ဒါကိုယ့်အိမ်မှာကိုယ်နေရမဟုတ်တော့ဘဲနဲ့ဒီစင်ကာပူရောက်လာတဲ့အတွက်ကြောင့်ကိုသုံးတဲ့ဟာတွေပေါ့ကိုဘယ်လိုသုံးမလဲပေါ့ဒီတစ်လအတွင်းကိုဘတ်ဂျက်နဲ့လောက်အောင်ဘယ်လိုသုံးမလဲပေါ့နော်ဆိုတော့အဲ့ဟာအပြင်ကျွန်တော်နောက်တစ်ခုဘာထပ်ရှိလဲဆိုတော့ကျွန်တော်ဒီအိမ်လွမ်းတာပေါ့ဆိုတော့အိမ်လွမ်းတာလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဟိုကျောင်းမှာသင်ငယ်ချင်းတွေထက်ရပြီးတော့သူတို့နဲ့ဒီစင်ကာပူကနေရာတော်တော်များများရှောက်သွားတော့အိမ်လွမ်းတာနည်းနည်းလေးလျော့သွားတယ်ပေါ့နော်အိမ်လွမ်းတာတွေမှာပါလဲဆိုမြန်မာစားစာတွေပါပါတယ်ဆိုတော့အဲ့လိုကိုမြန်မာစားစာလေးတွေပါလေးလွမ်းနေဆိုရင်ခုနပြောခဲ့တဲ့ဒီ City Hall ကဒီချောရဲ့ဆိုင်မှာသွားပြီးတော့စားလို့ရတယ်ပေါ့နော်ဆိုတော့ပြောချင်တာဒီအကုန်လုံးခြုံပြီးပြောရမယ်ဆိုရင်ခုန challenge တွေကသူ့အနေနဲ့သူဒီအချိန်တစ်ခုရောက်လာတော့ဥပမာအဆင်ပြေသွားတာပဲကိုအကုန်လုံးadapt လုပ်နိုင်သွားတာပဲပေါ့နော်အချိန်တစ်ခုဆိုတာတော့အရင်မကြပါဘူးကျွန်တော်အတွက်ဆိုရင်လို့နှစ်ပတ်လောက်ဆိုတော့အကုန်လုံးကို handle လုပ်နိုင်သွားတယ်ပေါ့နော်ဆိုတော့အရင်မကြောက်ကြဘူးပြောချင်ပါတယ်ဟုတ် ကဲအဲ့တော့သူတို့ကကြီးညာပြီးသွားပြီဆိုဆက်ကြီးညာပြီးလိုက်အောင်နော်ချောစီမှာသွားစားလို့ရတယ် အဲ့ဆိုချော discount တွေပါပေးလိုက်တော့ ကြော်ညာပြီးရနော်အကုန်လုံးပေါင်း ကျေးဇူး ကြော် ဆို ညာ တဲ့ ပြီး တည်တဲ့ဆိုပြီးတော့ ပေးမယ်ပုံနာမည်ပဲသုံးပြီးတော့လာစားလိုက်ပေးမယ် အဲ့အတွက် biggest challenge ကကြတော့ပြောမလို့မိသားစုတအားချစ်တာဆိုတော့မိသားစုမတရားလွမ်းလာအိမ်လွမ်းတာရောပါတာပေါ့နော်အိမ်လွမ်းတာဒါပေမဲ့အဓိကတော့မိသားစုလွမ်းတာဘာလို့လဲဆိုတော့အဲ့တုန်းကမမရကိုဗစ်တွင်းမှာဆိုတော့ကိုဗစ်တွင်းလာခဲ့ရတာဆိုတော့ဗောနော်စိတ်လဲစိတ်ပူတာပေါ့အိမ်ကိုလဲစိတ်လဲစိတ်ပူတာရဲ့နောက်ပြီးတော့ဒီအိမ်လွမ်းတာရဲ့ဆိုတော့အဲ့ဟာအဓိက challenge အဲ့ဟာကနေဘယ်ကိုဥတည်သွားလဲဆိုတော့ balance လို့ဆက်စချင်းရောက်တဲ့အချိန်မှာနည်းနည်း balance လုပ်ရတာခက်သွားတယ်။ဘာလို့ဆိုတော့အိမ်ကိုမတရားလွန်းတာမိသားစုကိုမတရားလွန်းတာဆိုတော့ဥပမာ balance လုပ်ရတဲ့နေရာမှာဆိုဥပမာဒီ quest တွေသွားတက်ရတယ်နောက်ပြီးဒီ activities events တွေသွားရတဲ့အချိန်မှာဆိုရင်ခိုင်ချက်ထဖောက်ပြီးတော့ဘောနော်အုံနောက်ထက်မှာလွန်လိုက်တာဆိုရင်တစ်ခါလေးဆိုရင်
အဲ့လိုညလာစားရင်းနဲ့ထငိုးတာတို့နောက်ပြီးတော့ assignment လုပ်ရင်းနဲ့ထငိုးတာတို့အဲ့လိုမျိုးဆက်စချင်းမှာတော့အဲ့လိုမျိုးပေါ့နော်နောက်ပိုင်းတစ်လားလောက်နေတော့ရင်တော့ပြန်ဆင်ပြေတော့တခါဆိုရင်အဲ့လိုဆက်စချင်းရောက်တော့ဆိုအိမ်ကအဖေနဲ့အမေနဲ့လမ်းဖေဖေနဲ့မေမေနဲ့ဖုန်းလမ်းခေါ်တော့ဖုန်းကန်ရင်းနဲ့စားစားချင်းတော့ကိုယ့်ကိုပေါ့နော်အဲ့လိုမျိုးစိတ်လုံးဝငြိမ်ထားပြီးတော့မငိုဘူးပေါ့သိမလားမိဘတွေကိုစိတ်နှောက်ယှက်မပေးဘူးနောက်ပြီးတော့ငိုချပြည့်ရောအဲ့နောက်ပိုင်းကစပြီးတော့အဲ့လိုမျိုးပေါ့နော်နောက်ပိုင်းကိုယ့်အကို balance လုပ်တတ်သွားရဲပေါ့နော် balance လုပ်တတ်သွားပြီးတော့နောက် academic ဆို academic နောက် activity ဆို activities နောက်ပိုင်းကျတော့ဒီ balance လုပ်တဲ့ဘိုင်းကဖြည်းဖြည်းနဲ့adjust လုပ်တတ်လာတယ်ပေါ့နော်ဒီ time management ဘိုင်းတို့နောက်ပဲအရာပိုရေးချင်ဒီ prioritization skills တို့အဲ့ဒီဘိုင်းတွေပို့ပြီးတိုးတက်လာတယ်ထင်တယ်အဓိကအဲ့ challenge ကတော့အဲ့မိသားစုနဲ့ပေါ့နော်အဓိကမိသားစုပဲမိသားစုနဲ့ဘယ်သူမှမဆိုမိသားစုနဲ့ခွဲနေရရင်စစချင်းကတော့challenge အနေနဲ့တော့ရှိမှာပဲပေါ့နော် အဲ့ဆိုအမတခုမှန်လိုက်တာကတော့အားလုံးမှာရှိမဲ့ share challenge ကတော့ him ချက်တာဖြစ်နေမှထင်တယ် အခုတော့တင်ယူ ကို နေ လိုကော ပါ င်းနေ တ နေ ယ် ကို တင်ယူနေပါ ကြောင့်ဟင်းပါချက်တာတင်သွားပါလို့နော်ဒီမှာမောင်လေးညီမလေးရှိလို့ရှင်လဲဒီကိုကြီးအမိုင်းတော့မဖြစ်အောင်လို့ကဲအဲ့ဆိုရင်တော့ဒါနောက်တစ်ခုထပ်မေးမယ်နော်အဲ့ဒါကတော့ဒီစင်ကာပူမှာသွားနေပြီးတဲ့အချိန်မှာကိုယ့်အကြောင်းကိုဘာပို့ပြီးတည်လာလဲမအားလေး share လုပ်ပေးပါဦး ဘာပူပြီးတိလာလဲဆိုတော့ဒီဟိုအရန်ခွာရပေါ့နော် living standard ကလေဘာမိုးနဲ့မြေလိုမျိုးကွာရဲလို့မပြောလို့ရတယ်ပေါ့ပြောတော့လည်းမပြောချင်ပေမဲ့လည်းဒါအမှန်တရားပါပဲဟိုအရန် convenient ဖြစ်တယ်ဘယ်ဟာမဆိုလေ transportation ကအစပေါ့နော် bus ကားတွေဆိုလို့ရှိရင်လည်း9မိနစ်တစ်ခါ10မိနစ်တစ်ခါညမ်းလာနေတော့အဲ့ဒီဟာအရန်ဟို convenient ဖြစ်တယ်သွားချင်တဲ့နေရာဆိုရင်လည်းထသွားထလာအဲ့လိုမျိုးအဆင်ပြေတယ်ပေါ့နော်နောက်တိလိုက်ရတခုကလူတွေနဲ့အရန်ခင်တတ်တယ်လို့ကိုအဲ့လိုမျိုးဟိုသုံးသပ်လိုက်ရတယ်ပေါ့နော်အဲ့ဟိုဒီ HR major ယူရဲ့အချိန်မှာဘာမှသိပ်ပြီးတော့မစင်စားဘဲနဲ့တင်ချာမတွက်ချင်တဲ့ဟာနဲ့ပဲရွေးချယ်ခဲ့တာအမှန်တိုင်းပြောရရင်လေဒါပေမဲ့နောက်ပိုင်းကျောင်းတက်နေရင်လည်းအော်ဒီ major နဲ့တော်တော်ကြီးကြိုက်ပါလားပေါ့နော်ဒီကိုဟိုဝင်ထားတဲ့ club တွေမှာလည်း president တွေလုပ်ခဲ့ရဆိုတော့ဘာဖြစ်ဒီလူတွေနဲ့ဟိုထိတိုက်ဆက်ဆံရတဲ့အချိန်မှာအဲ့ဟာမှာပျော်တာပေါ့နော်ဒီအကြောင်းက staff တွေနဲ့ပဲဖြစ်ဖြစ် new student တွေပဲဖြစ်ဖြစ် member တွေနဲ့ပဲဖြစ်ဖြစ်ဒီအကြောင်း assignment လုပ်တဲ့ဟာမှာမှဒီနိုင်ငံခြားသားတွေနဲ့ပေါ့ဒီတခြားနိုင်ငံကအကြောင်းသားတွေနဲ့လည်းလူတစ်ယောက်နဲ့တစ်ယောက်ဆိုတာမတူညီနိုင်တာတွေကအများကြီးပဲလေအဲ့ဒါတွေကိုဘယ်လိုညှိပြီးတော့လုပ်ပေးရမလဲဆိုရဲဟာကြီးပါအများကြီးသင်ယူခဲ့ရတယ်လို့ထင်ပါတယ်ဟုတ် ကိုပါကိုquestion ကိုပါကိုဘာတီးရဲ့လဲ ပိုတည်လာလဲ ကို ပေါ့ တီးလာလဲဆို ကို တော့ ကြောင့်ကို ကိုကြောင့်ဘာပိုတီးလာလဲဆိုတော့ပထမဆုံးဒီcommunity club တွေ join ခဲ့တော့ leadership role ဆိုတော့ရခဲ့ leadership role ဘယ်လိုတေချာဒီလိုမျိုးကန်ဘယ်လိုကန်ရမလဲတော့မဟုတ်ဘယ်လိုမျိုးclub community ကိုဘယ်လိုတိုးတက်အောင်ပို့ပြီးတော့မြင့်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတော့အတွေးပေါ်လာရပေါ့နော်ဒီဆဆကျောင်းဝါနဲ့အခုနဲ့ဆိုရင် difference ကတော့ဒီပို့ပြီးတော့ဒီလူတွေနဲ့ပြောဆိုတတ်လာရဲ့ဘယ်လိုမျိုးဒီဘယ်လိုမျိုး communication skill တွေတက်လာရပေါ့နော်ပြီးရင် leadership skills တွေလည်းကိုယ့်ဘာကိုတက်လာကိုယ့်ဘာတက်လာရတော့မဟုတ်ပါဘူးကိုယ့်ဘာကိုအခုသင်ယူနေရပေါ့နော်သူများရဲ့စီကလည်းဘယ်လိုမျိုးအကြံကောင်းတွေအဲ့လိုတောင်းပြီးတော့အဲ့လိုမျိုးဒီ MSc တက်ပေါ့နော်ဘယ်လိုမျိုးကောင်းအောင်လုပ်ရမလဲအဲ့လိုဟာတွေပါစဉ်းစားလာရပေါ့နော် like independent လည်းကိုယ့်ဘာကိုဖြစ် fully တော့မဟုတ်ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့ independent တော့စူးစမ်းအောင်တော့အဲ့လိုမျိုးလုံးနေကိုယ့်ဘာကို independent ဖြစ်အောင်လို့လည်းအဲ့လိုမျိုးလုံးနေရပေါ့နော်အဲ့အရာတွေကတော့ခွာခြားချက်တွေပေါ့နော်စင်ကိုရောက်ပြီးတော့ကိုယ့်ဘာကိုပြောင်းလဲလာတဲ့ဟာတွေကတော့အဲ့ဒါတွေတော့သိရ အာကျွန်တော်ကတော့ဒီစင်ပူရောက်ပြီးတော့ဘယ်ဟာတွေပြောင်းလဲသွားလဲဆိုတော့ကိုယ်သတိထားမိရဲ့ချက်တွေကဘာလဲဆိုတော့ကျွန်တော်ထင်တာတဲ့ထက်ကိုကဘယ်လိုပြောရမလဲsituation အသစ်တွေကိုပို့ပြီးတော့adapt လုပ်နိုင်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်စစရောက်ချင်းတော့ကလည်းတော်တော်ဟဖြစ်ခဲ့ရတာဆိုတော့တော်တော် adapt လုပ်ခဲ့ရတာဆိုတော့အခု adapt လုပ်နိုင်လာတယ်ပြီးတော့နောက်တစ်ခုကကျတော့ communication skills ပေါ့အရင်အရေးကြီးရပေါ့နော် communication skills ကောင်းလာတယ်နောက်တစ်ခုကကျတော့management ပေါ့ management ကကျတော့ခုနပြောခဲ့တဲ့ဒီ time management အရင်အရေးကြီးတယ် assignment တွေဘာတွေကလည်းdeadline တွေဘာတွေရှိတော့
အဲ့ဟာတွေကိုလည်းအချိန် deadline အမီကျွန်တော် manage လုပ်ပြီးတော့ဘယ်လိုပြောမလဲ submit လုပ်နိုင်ခဲ့တယ်နောက်တစ်ခုကကျတော့ပထမဆုံးအနေနဲ့ကျွန်တော်အဲ့ MSc စ join တော့ PR ရိုး PR ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အခုကတော့ PR ဖြစ်သွားတော့ဂျားမှာဘာဖြစ်သွားလဲဆိုတော့ဒီ leading ဘိုင်းပေါ့ကိုယ့်ရဲ့ဟိုဟာတွေကိုဘယ်လိုမျိုးကောင်း lead လုပ်မလဲဒီအလုပ်တစ်ခုကိုဘယ်လိုမျိုးမြန်မြန်ဆန်ဆန်နဲ့ကောင်းဒီ quality ဖြစ်ပြီးအောင်လုပ်မလဲဆိုတဲ့ဒီဟာကိုအကုန်လုံးအဲ့ဟာတွေပါဘယ်လိုပြော leading ဘိုင်းမှာပေါ့နော်ဆိုတော့ leading ဘိုင်းမှာကောင်းသွားတယ်ပေါ့ဆိုတော့ communication skills ကို management ကို leading ကိုကောင်းလာတယ်လို့ကျွန်တော်ကိုယ့်ကိုယ်သတိထားမိတယ်ဟုတ် အဲ့အတွက်ကကျတော့adaptability လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုတော့အခုဆိုရင်စင်ကာပူနေမကောက်ဘူးပေါ့နော်တခြားနိုင်ငံတွေမှာပတ်နေပြီးပြီဆိုတော့ပြောရမယ်ဆိုရင် adaptability ဘိုင်းကပို့ပြီးတော့တိတာလာတယ်မြန်မာနိုင်ငံကနေသွားဆက်စချင်းရောက်တော့ဆိုရင်ဆက်စချင်းကတော့ဘယ်နေရာမှာဆိုခက်ခဲပဲပေါ့နော်ဒါပေမဲ့ပထမဆုံးအဲ့တော့ကစနေဘူးကစင်ကာပူမှာစနေခဲ့ဘူးစင်ကာပူကငကိုကလေးကလည်း convenient ဖြစ်ပါတယ်ဘယ်နေရာဖြစ်ဖြစ်ဒါပေမဲ့ adaptable ဖြစ်လာတယ်ပေါ့နော်ဥပမာဒီ Singlish တွေပါလေဆိုရင်စစချင်းကတော့နည်းနည်းလေးနည်းနည်းအခက်တွေ့ရဒါပေမဲ့နောက်ပိုင်းဟာဖြစ်သွားရင်တော့ adaptable ဖြစ်လာတယ်ဒါပေမဲ့ English ပဲလေသူပြောတာလေကိုမနားမလည်တဲ့အရာမှမဟုတ်တာအဲ့တော့ adaptable စစချင်းကအဲ့လိုမျိုးပေါ့နော်ဒီ comfort zone ထဲမှာပဲနေတာများတယ်ဒါပေမဲ့ဟိုရောက်သွားတဲ့အချိန်ကလေးလူအသစ်တွေဒီ Singapore ဆိုရင်သူရဲ့ culture တော်တော်များတယ်ပေါ့နော် Singapore မှာ culture တွေကဘာလို့ဆိုတော့သူတို့ဟိုလူမျိုးကလည်းများတာ哦လူမျိုးများတာဆိုတော့ culture တွေကလည်းများတယ်ပြောရမယ်ဆိုရင်အဲ့ဒါတွေရနောက်ပြီးတော့ဒီဘယ်အဲ့လိုမျိုးတွေတွေ့လာရတဲ့အချိန်မှာဒီဘယ် environment မဆိုကိုယ်တိုင် adjust လုပ်နိုင်တယ်ဆိုတာပိုပြီးသိလာတယ်အဲ့တော့အဲ့ထင်တော့အဲ့ဟာကဒီ university degree တစ်ခုထက်လည်းပို့ပြီးတော့တန်ဖိုးရှိရလို့ထင်တယ်ပေါ့နော်အဲ့လိုမျိုး lesson တစ်ခုလို့လည်းထင်တယ် university degree တွေမကောက်ဒါပါရခဲ့ရတယ်ဆိုတော့ study abroad လုပ်ခဲ့တဲ့အချိန်မှာအဲ့ဒါပို့ပြီးသိလာရတယ်လို့ထင်တယ် အဲ့ဆိုlesson တွေလမ်းပြီးတော့လူကြီးလည်းဖြစ်လာပြီဆိုတော့အဲ့ဒါမှနောက်ဆုံး question တစ်ခုအနေနဲ့မေးလိုက်မယ်ပေါ့နော်နောက်ဆုံး question တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အဓိကquestion နည်းနည်းကြီးမယ်ဘာလို့လဲဆိုတော့ study abroad လုပ်ပြီးရဲ့အချိန်မှာမောင်လေးတို့ညီမလေးတို့အနေနဲ့ဒါကိုကဒီကဘာအပေါ်ဒါမှမဟုတ် life တစ်ခုအပေါ်ပေါ့နော် perspective တွေဘယ်လိုမျိုးပြောင်းလဲသွားလဲပေါ့ဒါကိုအမြင်ကိုမေးရဆိုတော့ချက်တော့အားလေး share ပေးပါဦး perspective ကဘာပေါ့ဆိုလို့ရှိရင်တော့လူတွေနဲ့ဆက်ဆံရတယ်ဆိုတာမလွယ်ဘူးပေါ့နော်ဟိုကိုရီးယားလည်း cultural differences တွေလည်းအများကြီးရှိရယ်တခြားမတူနိုင်တဲ့ differences တွေကတော့ရှိမှာပဲအဲ့တော့အဲ့ဒီဟာတွေကိုမှဘယ်လိုညှိနှိုင်းပြီးတော့ဆက်ဆံရတယ်ဆိုတဲ့ဟာပေါ်မှာတော့အဲ့လိုသင်ခန်းစာကြီးတစ်ခု perspective တစ်ခုပြောင်းသွားတယ်လို့တော့ထင်တယ်နောက်တစ်ခုကပြောသွားသလိုပဲဒီစင်ကာပူမှာနေပြီးတော့အနေငယ်တော့ PGK တော့ဖြစ်သွားတယ်ဒီ convenient ဖြစ်တဲ့ဟာအပေါ်မှာပေါ့နော်ဒီ transportation ပဲဖြစ်ဖြစ်အစားအသောက်တွေပဲဖြစ်ဖြစ်ဒီနေရထိုင်ရတဲ့ဟာ living style လေးကိုကအရင်နေတာယာပြီးတော့ကြိုက်သွားတာပေါ့နော်ဆိုတော့အဲ့ဒီ perspective တွေလည်းနည်းနည်းလေးပြောင်းသွားပါတယ်ဟုတ် ချောဘာပြောင်းသွားတဲ့ perspective ဘာပြောင်းသွားလဲဆိုတော့ကျောင်းမှာကမြန်မာတွေပဲမဟုတ်စင်ကာပူရင်းလည်းမဟုတ်တခြားဒီ China လာတဲ့လူတွေလည်းရှိတယ်ရုရှားကလာတဲ့လူတွေလည်းရှိတယ်အကုန်လုံးက culture ကပေါင်းနေတာပေါ့နော်အကုန်လုံးကဒီမှာအများကြီးပဲလုံးဝ like culture က different like different culture တွေအများကြီးရှိရယ်ကွာ different country different people တွေပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ group project လုပ်တဲ့အချိန်မှာမြန်မာရင်းနဲ့ပဲကြာမှာမဟုတ်စင်ကာပူနဲ့ကြာမှာအများကြီးနဲ့ကြာတာအများကြီးနဲ့ကြာတော့သူတို့ရဲ့ဘာသာအကြောင်းကိုပြောပြတဲ့အချိန်မှာတခုသိလိုက်ရအော်ငါတို့နဲ့တော်တော်ကွာရယ်ပေါ့နော်ငါတခါကျရင်ပုံတို့ဒီဘယ်လိုလဲမြန်မာပြည်မှာလုပ်တဲ့ဟာတွေကသူတို့ဆို offensive ဖြစ်တယ်ကွာသူတို့လုပ်တဲ့ဟာကပုံတို့ဒီမြန်မာပြည် offensive ဖြစ်တော့အဲ့ရရဲ့ပဲသူတို့ဒီဘယ်လိုပြောမလဲသူတို့ပြောတဲ့အချက်တွေကပဲဒီ knowledge တွေရသွားပေါ့ knowledge တွေရသွားပြီးတော့တခါကျရင် foundation တက်ခဲ့မှာ communication across culture တင်ရအဲ့ချိန်မှာသူတို့ပြောတဲ့ဟာတွေကို ASL lecture မှာအဲ့လိုချရေးရတာပေါ့နော်ချရေးရတော့ကိုယ်လည်းအမှတ်ရတယ်ကိုယ်လည်း knowledge တွေရခဲ့ရပေါ့နော်အဲ့ဒါတွေတော့အများကြီးတီးခဲ့တယ်ဒီကျောင်းကအကုန်လုံးကလူမျိုးပေါင်းစုံရှိတော့ကိုယ့်တော့လည်း knowledge တွေရခဲ့လို့like အဲ့လိုမျိုးပညာရေးလည်းရခဲ့အဲ့လိုမျိုးဖြစ်သွားပညာရေးလည်းရခဲ့ပါတယ်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါပါပဲ ကျွန်တော်တို့အတွက်ကကြတော့ဒီ
ခုနချောပြောရတဲ့ဆက်ပြောရမယ်ဆိုရင်ဒီကျောင်းproject မှာအကုန်လုံးနိုင်ငံတွေအကုန်လုံးကလာတဲ့ students တွေနဲ့ကျွန်တော်တို့ကဘယ်လိုပြောရမလဲproject တူတူလုပ်ရတာဆိုတော့လေသူတို့တယောက်ချင်းစီတိုင်းမှာလည်းသူတို့ရဲ့မတူညီတဲ့ဘယ်လိုပြောရမလဲ experience တွေရှိတယ်သူတို့ရဲ့ idea တွေသူတို့ရဲ့ဘယ်လိုတွေးပုံတွေးနည်းတွေဆိုတဲ့ဟာသူတို့ကဒီ group project လုပ်ရင်အကုန်share တယ်ပေါ့နော်ကျွန်တော်တို့လည်း share တယ်သူကလည်းအပြန်လည်းကျွန်တော်တို့ share ကြတော့ဟိုကိုအစကဒီမတွေးထားမိတဲ့ဟာတွေပါဒါမှမဟုတ်လည်းကိုယ့်ရဲ့ career ဘိုင်းတွေပါကိုပြောမယ်အဲ့လိုအများကြီးဟိုဘယ်ပြောမလဲတွေးမိသွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့လိုမျိုး club တွေပါလေလည်းလိုက်တက်တဲ့ခါကျတော့သူတို့ရဲ့ culture တွေပါအကုန်သိရတယ်ဆိုတော့ကိုရင်တော့ကိုဒါ career ဘိုင်းမှာဆိုရင်လည်းကိုဒါပြီးသွားရင်ဒါပဲလုပ်မယ်ပေါ့သိရမလားတစ်ခုပဲ mind ထဲမှာကိုယ့်ရဲ့စိတ်ထဲမှာ fix ဖြစ်နေတဲ့ဟာတွေကဒီလိုမဟုတ်ဘဲနဲ့လေတခြားနည်းနဲ့လည်းကိုလုပ်လို့ရပါလားဆိုပြီးတော့ဥပမာပေါ့နော်ကျွန်တော်မြန်မာမှာတော့ဆိုရင်လည်းဒါတက်ပြီးသွားရင် web developer ပဲလုပ်မယ်ပါညာဆိုတော့အဲ့လိုမျိုးအပြင်ဒီမှာကျတော့career ဘိုင်းမှာဘယ်လိုပြောမလဲအဓိကတွေ opportunity တွေပေါ့နော်ဘယ်လိုမျိုးတွေရှိလဲဆိုတာသူတို့နဲ့ share နေဆိုတော့အများကြီးသိလာတယ်ပေါ့နော်ဟုတ် အာအဲ့ဆို my perspective ကကျတော့ working adult အနေနဲ့ perspective အနေနဲ့ပေးမယ်ပေါ့နော်အဲ့တော့အမအတွက်ကအဲ့အတွက်ကဒီ opportunities တွေကိုမြင်တဲ့အမြင်အပြောင်းသွားတယ်လို့လည်းထင်တယ်။ဘာလို့ဆိုတော့ဆက်ချင်းလို့တော့ကဒီ finance ဆိုရင်လူတိုင်းဘယ်သူမှဆိုကြည့်လိုက်မယ်ဆိုရင်ဒီလုံးဝ corporate office တွေဝတ်ပြီးတော့တရားမလားတောက်ဖက်လေးနဲ့ရုံးသွားရတာ CBD သွားရတာနော်အဲ့လိုမျိုးbuilding တွေမှာသွားလောက်ရတဲ့ဟာလိုမျိုးလို့ပဲစဉ်းစားခဲ့ဘူးလေအဲ့ဒါကိုလည်းသဘောကျပါတယ်ဒါပေမဲ့သဘောမကျဘူးမဟုတ်ဒါပေမဲ့စင်ကာပူမှာတင်နေတာပေါ့နော်ဒီ international environment နဲ့တွေ့ရတဲ့အချိန်မှာဒီနိုင်ငံဘားစုံကလူနဲ့တွေ့ရတာဆိုတော့ဒီ experience ဒီပေါ့နော် opportunities ကိုမြင်ရတဲ့အမြင်အပို့ပြီးတော့ကျယ်လာရလို့ထင်တယ်ဒီ career တစ်ခုမှာဆိုရင် office မှာပဲလုပ်ဆရာမလို့ဆိုတော့အခုဆိုရင်အမuniversity က graduate ပြီးကြတဲ့အဲ့ဒီကနေအလုပ်တွေအကုန်လုံး remote job တွေကြီးပဲဆိုတော့ remote job တွေနဲ့ဆိုတော့နိုင်ငံပေါင်းစုံမှာပတ်နေလို့ရတယ်ပတ်လေလို့ရတယ်အလုပ်လုပ်ရင်းနဲ့လည်းပတ်ပြီးတော့ပတ်လို့ရတယ်ပေါ့နော်ဘယ်နိုင်ငံမှာဆိုအခုလက်ရှိ remote job နဲ့လုပ်နေတာအလို့ဆရာတော့အခုထိုင်းလမ်းမှာနေနေတာထိုင်းမှာပဲနေနေတာဆိုတော့ remote လုပ်နဲ့လုပ်နေရပေါ့နော်ဆက်ပြီးတော့လည်း remote လုပ်နဲ့ပဲလုပ်သွားဖို့စီသေးရှိရယ် corporate ဒီလုံးဝ office တွေမှာလုပ်ချင်စိတ်မရှိသေးရှိလည်းမရှိတော့ပါဘူးတော့လို့ဆိုတော့ပို့ပြီးတော့လွယ်ကူတာကို convenient လည်းဖြစ်တယ်နောက်ပြီးတော့အိမ်မှာပဲနေပြီးတော့ပတ်စံဝင်တဲ့အလုပ်ကဘယ်သူမှမလုပ်ချင်မနဲ့နေမှာဘူးတော့အဲ့တော့အဲ့ဒါအကြောင်းမို့လို့ရနောက်ပြီးတော့အဲ့ဘာတိဒီလုံးနေတဲ့သူတွေအကုန်လုံးဒီအလုပ် graduate ပြီးကြရအခုချိန်ကြီးလုံးနေတဲ့အလုပ်တွေအကုန်လုံးကလည်း team members တွေကအမဆို team lead ဖြစ်ခဲ့တယ် team leader လည်းဖြစ်ခဲ့တယ်အခုလက်ရှိလည်းဒီ AI company မှာဒီ finance ပိုင်း FP&A ဘက်ပေါ့နော်ဒီ corporate finance ဘက်မှာကိုင်နေရယ်ပြီးခဲ့တဲ့အလုပ်တွေတုန်းကလည်းဒီ team leader နောက်ဘောင်းအဲ့လိုမျိုးပေါ့နော်ဒီ finance ဘိုင်းမှာလည်းသူ roles တွေမျိုးစုံရှိရလုပ်ခဲ့ရတာအကုန်လုံး remote တွေကြီးပဲဒါပေမဲ့ remote တွေဖြစ်တဲ့အတွက်ကြောင့်မလို့လဲဒီ team members တွေကနိုင်ငံတိုင်းနိုင်ငံအမျိုးမျိုးอ่ะပေါ့နော်ဒီ Indonesian Vietnamese Philippines နောက်ပြီးUK European တွေပါတယ်နောက်ဒီ the States United States ဘက်ကဟာတွေအဲ့လိုမျိုးတွေအကုန်လုံးလောက်ရတာဆိုဒီ university မှာ JCU မှာတက်ခဲ့ရတော့ကဒီ international exposure ရခဲ့ရတဲ့ဟာကဒီ career မှာကြတော့လေအများကြီးထောက်ကူဖြစ်တယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ international exposure ရဲ့ဒီ skills ကဒီ career လမ်းကြောင်းမှာလည်းတွားပြီးတော့ effect ဖြစ်တဲ့အတွက်ကြောင့်မလို့အထောက်ကူဖြစ်တယ်လို့လည်းထင်တယ်အဲ့တော့ဒီ study abroad လုပ်ခဲ့ရတဲ့ဟာ degree တစ်ခုတည်းခုနပြောလို့ပေါ့နော် degree တစ်ခုတည်းထက်ဆိုင်ဒီ mindset ဒီဘက် mindset ဒီ opportunities ကဘယ်နေရာဖြစ်ဖြစ်ရနိုင်တယ်ဆိုတော့ mindset လည်းရခဲ့တယ်လို့ထင်တယ်အဲ့ဆိုရင်တော့ဒါအခုဒီမှာ share ပါသလိုပဲပေါ့အဲ့ဆိုအခုမှကြည့်ရမလို့ညီမလေးစကလေး yeah oh sorry okay ဒီမှာလိုမျိုးသွားချင်တာလားဒါမှမဟုတ်ဒီမှာလိုမျိုးပေါ့ကိုကစကတ်နဲ့ဘာမှမလုပ်ပြီးတော့ရှိုးနဲ့သွားချင်တာလားဒါမှမဟုတ်ကိုကဒါသူ့လိုမျိုးပဲခါလေး beach လေးမှာသွားပြီးအုံးကြီးလေးတောက်ပြီးတော့အလုပ်လေးထိုင်လို့ချင်တာလားပေါ့နော်အဲ့လိုမျိုးကိုကဆုံးဖြတ်လို့ရတာပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်ဒါခုနောက်ပိုင်းကဒါအရင်လည်းတိုးတက်နေပြီစင်ကာပူမှာစင်တော်များဒါမတူဘူးပေါ့နော်မျက်စိပွင့်နာပွင့်နဲ့အများကြီးရှိရယ်ဆိုတော့လုပ်စရာတွေအများကြီးရှိရယ်ဆိုတော့ရွေးချက်စရာတွေအများကြီးရှိရယ်ပေါ့နော်ဆိုတော့ကြောင့်ဒီနေ့ဒီshare လုပ်သွားတဲ့ဟာလေးကိုနားထောင်သွားတာတော့ဒါမောင်ညီမလေးအနေနဲ့အမျိုးစုံပေါ့နော်ကြားမယ်ဒီနေ့ perspective အမျိုးစုံပေါ့နော်ဒါကြောင့်တယောက် study abroad လုပ်ရတဲ့ခံစားချက်လေးကိုဆိုတော့အခုလောလောဆယ်ကတော့ဒါ
question လေးပြီးသွားပြီဆိုတော့ဒါမောင်ညီမလေး၄ယောက်လုံးကို thank you for sharing ဆိုတော့အဓိကအခုဒါဒီမှာကြည့်ရတဲ့ပရိသတ်တွေပြပြချေပေးချင်တာကအမတို့ GC မှာတာတက်ရှင်နေဆိုလို့ရှိရင်เนาะအခုဒီနှစ်အတွက်ဆိုရင် September intake ကလည်းဒါအမတို့ဒါ application တွေလက်ခံနေပြီပေါ့เนาะပြီးလို့ရှိရင်အမှကအမတို့က scholarship ပါလဲ up to $2000ပေးပါတယ်ဆိုတော့ဒါ last shot ထားချင်ဆိုလို့ရှိရင်အဓိကအမတို့ deadline က July လကုန်ဆိုတော့အဲ့ဒါလေးမတိုင်ခင်လာပြီးရှောက်ဖို့တော့အမဒါပြပြချင်တယ်ပေါ့နော်။ဒါအဓိကတော့ဒါလေးပြပြပါဆိုတော့ဒီဆုံးမောက်တော့မေးရ question လေးလည်းရှိရဆိုတော့ question လေးတစ်ချက်ဖြေလိုက်မယ်နော်။အဓိကလေအမကိုထပ်ပြီးမေးချင်လို့ရှိရင်လည်းမေးရလို့ရပါတယ်။ဘာလို့လဲဆိုတော့ဒီမှာကအကိုကြီးမကြီး၄ယောက်တောင်ရှိရတော့သူကဖြေပေးချင်နေဆိုတော့မေးကြအောင်နော်။ကျောင်း experience တွေမေးမှလားကြိတ်တာမေးလို့ရဆိုတော့အကုန်ဖြေပေးမယ်ကြိတ်တာမေးတယ်။ so အမဒါအရင်ဆုံးတွေ့ရတဲ့ question ကတော့ဘာလဲဆိုတော့သူကမေးရတာတော့ effectively managing part-time job and studies ဒါပေမဲ့ part-time job ပါမှာမလိုက်ပြောလို့ရှိရင်ဒါစင်ကာပူမှာလုပ်ခွင့်မရှိဘူးပေါ့เนาะကျောင်းသားတယောက်အနေနဲ့လုပ်ခွင့်မရှိဘူးဆိုတော့အမ question လေးပြောင်းမေးလိုက်မယ်မလေးတို့ကဒါဘာဖြစ် student leader တွေကြီးပဲclass တွေဆိုလို့ရှိရင်လည်းပါထားကြတယ်တယောက်ကိုနှစ်ခုလောက်နေဆိုပါထားကြတဲ့လူတွေဆိုတော့အဲ့လိုမျိုးပေါ့အလုပ်တစ်ခုအနေနဲ့ပဲပေါ့ဟုတ်တယ်မလားဒါကလည်းပို့ပြီးတော့ကိုယူထားတဲ့ responsibility ဆိုတော့ဒီလိုမျိုး responsibility တွေရဲ့ကျောင်းစာရဲ့အတွင်းမှာဆိုရင်မောင်တို့ညီမလေးတို့ကဘယ်လိုမျိုးတွေယူခဲ့ဘယ်လိုလဲအချိန်ကိုမျှခဲ့လဲပေါ့ effective ဖြစ်လုပ်ခဲ့လဲပေါ့ time management လေးအာခုနလေးမရှယ်ပြောတာမှတ်မိကြလားမသိဘူးအဲ့လိုမျိုး club တွေမှာ student council တွေပါ join လို့ရှိရင်သူက leadership role ကိုင်ရပြီဆိုရင်တခြား club တွေကိုပါ member အနေနဲ့ join ရတယ်ပေါ့နော်ဆိုတော့ကိတောင်ကလည်းအဲ့ student council မှာ leadership role တစ်ခုယူထားရတယ်ပြီးတော့ MCC မှာ MSC မှာလည်း leadership role တစ်ခုကိုင်ထားတယ်ဆိုတော့အကြောင်းသွားလို့ရှိရင်အတန်းချိန်တွေကလည်းရှိပြီးတော့club နှစ်ခုကိုမှလုံးဝ juggle လုပ်ရအဆင်ပြေကျောင်းသားကြီးမြတ်တွင်ဟောက်ပန်တဲ့လို့ရောက်သွားတာပေါ့နော်ဆိုတော့နောက်ပိုင်းကျတော့အဲ့ student council လုံးဝခဏလေးထွက်လိုက်ရတယ်ဆိုတော့ကိုယ့်ရဲ့time management ပေါ်မှာလည်းမူတည်တာပေါ့နော်အကိတော့ assignment တွေကလည်းတစ်ဖက်ဒီ club ကို commit လုပ်ထားတာတွေကလည်းများတော့အဲ့နှစ်ခုကြားထဲမှာဘလို့မှညရီနေအဲ့လိုမှားပြီးတော့အိတ်စီရချိန်တော့မရှိတော့ဘူးပေါ့နော်ဆိုတော့ club တွေကမ join နဲ့တော့မဟုတ် join လို့ရတယ်ဒါပေမဲ့ကိုနိုင်တဲ့လောက်ပေါ့နော်အဲ့လိုမျိုးဆိုပို့ပြီးတော့ကိုအတွက်ကိုညှာပြီးတော့ join တာပို့အဆင်ပြေမယ်လို့ထင်တယ်ဝါသနာပါတာတွေကိုအဲ့လိုလှုပ်ချင်တာနဲ့လှုပ်နိုင်တာနဲ့နည်းနည်းလေးမျှပြီးတော့ပေါ့နော်အဲ့လို join စီချင်ပါတယ်လို့ဟုတ်ကျွန်တော်တော့ကြတော့ဒီပထမဆုံးကဒီ badminton club ပေါ့နော် badminton club အရင် join တယ် join ပြီးတော့မှMSC join ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ MSC join တော့ဘာရသွားလဲဆိုတော့ဒီတက်လာရဲ့မီအလုပ်တွေလုပ်တက်လာတယ်ပေါ့နော်ပြီးတော့ဒီလူတွေနဲ့ communicate ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေအဲ့ဟာပြင်ကျွန်တော်အခုကဒီ PR head ဖြစ်သွားတော့ဒီ managing ဘိုင်းမှာ managing ဘိုင်းရော leading ဘိုင်းရောကျွန်တော်ဘယ်လိုပြောမလဲအများကြီးရခဲ့တယ်ပေါ့နော်အများကြီးတင်ခဲ့ရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးဒီဟာတွေကလည်းဘယ်လိုပြောမလဲဒီဟာတွေကလည်းဒီကျောင်းပြီးသွားရင်ဒီအလုပ်ကမ်းခွင့်မှာလိုတာပဲလေအကုန်လုံးက management ရော leading ရော communication ရောတော့ကူလုံးကလိုတယ်ပေါ့နော်ဆိုတော့ဟုတ်ဒါကတော့ကျွန်တော်ဒီဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတာပေါ့နော်နောက်တစ်ခုကကျတော့ဒီ club တွေအရန်အများကြီးမဖြစ်ပဲနဲ့ကိုယ့်အတွက်ဖြစ်မဲ့ club ပဲ join ပေါ့နော်ဥပမာအရင်အများကြီးပြောရင်ခုနကမှပြောလို့မျိုးပဲဒီကွာလဲចောင်းစာလောက်ရသေးတယ်ဆိုတော့မနိုင်မနှင်းဖြစ်မှာဆိုတာပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်အခုဆိုရင်အာ MSC တခုပဲ join ထားတယ်ဆိုတော့ကိုက MSC ကိုလည်း MSC ကပေးရဲ့ဒီ text တွေကိုလည်း teacher လုပ်ပေးနိုင်တယ်လို့ကိုရဲ့ဒီចောင်းစာတွေကိုလည်းဘယ်လိုပြောမလဲမလစ်ဟင်းဘူးပေါ့နော် teacher effective ဖြစ်လုပ်နိုင်ရပေါ့ဆိုတော့ဟုတ်အဲ့လေးပြောချင်ပါတယ်အာအခုပဲနေတာအခုဘာကြောင့် MSC တော့ big role ကင်တာရလူဆိုတာလေနည်းနည်းလေးတော့ stress တော့ရှိတယ်ဒါပေမဲ့ခုနကပြောလို့studies နဲ့ဟိုရတော့တခါကျရင် meeting တို့ပါတော့urgent ခေါ်တဲ့ meeting တွေတခါကျရင်ရှိရပေါ့နော် urgent ခေါ်တဲ့ meeting မှာတခါကျရင်ဘယ်လိုဖြစ်လဲဆိုတော့ကိုကလည်းတခါကျရင်အဲ့လိုမျိုး MSC ကိုဘယ်လောက်ချစ်လဲဆိုတော့ခါကျရင်အတန်းဖြတ်ပြီးတော့လေအဲ့လိုမျိုးလာပြီးအဲ့လိုမျိုးလုပ်ပေးရတာရှိရတချို့အဲ့လို score တွေအကုန်လုံးကပေါ့နော် MSC တခုဖြစ်မယ်ဆိုရင်အဲ့လိုမျိုးကိုအတန်းနဲ့အဲ့လိုဖြတ်အတန်းဖြတ်ပြီးရတဲ့ဘယ်လိုဖြစ်လဲဆိုတော့အမြဲတမ်း lecture ရအမြဲတမ်း
ဒီ recording ရှိရယ် recording ရှိရယ်ဆိုတော့ဒီ recording တွေကိုအိမ်ရောက်ရင်ပြန်ကြည့်ပြီးသူတို့အဲ့မှာ tutorial ပေးထားမှာ tutorial မှာဆိုရင်အိမ်မှာလုပ်သွားလိုက်လုပ်ပြီးရင်ဘောကဘယ်လိုလုပ်လဲဆိုတော့နောက်နေ့ကျရင်အတန်းကိုဆော့သွားပြီးရောဆရာမဟုတ်ဆရာမနဲ့စကားရင်သွားပြောတယ်စကားသွားပြောပြီးသူတို့ကိုဒါလေးရငါလုပ်တာမှန်လားမှားလားပြောပြီးရင်သူတို့ကပြန်ပြောရဆိုတော့ကိုတော့ဟိုနေ့ကပြတ်သွားတဲ့စာတွေတော့အခုဒီမှာပြန်လုပ်လိုက်တာဆိုတော့ဘာမှတော့မဖြစ်သွားဘူးဒါပေမဲ့ဒီတစ်ခါကြရင်တော့ကိုသွားမဲ့အတန်းနဲ့ကိုရဲ့ဒီဘက်ကလည်းအရေးကြီးရဲ့ meeting တွေကလည်းအဲ့လိုမျိုးဖြစ်နေရဆိုရင်တော့တစ်ခါကြရင်ကျောင်းကိုတစ်ချက်လောက်ဆရာတွေကိုအရင်ကြိုပြီးတော့ပို့တာစာလေးတစ်ချက်လောက်ပို့တာငါဟိုဟာဒီ meeting လေးခဏရှိလို့ငါအရင်သွားပြီးမှငါလာမယ်အဲ့လိုဆရာရလည်းဘယ်လိုဖြစ်လဲ JC ရဆရာလည်း not strict ပေါ့နော်တကယ် understanding ဖြစ်တယ်လုံးဝ free ဘယ်လိုပြောမလဲလုံးဝlike no stress ကွာလုံးဝ like go with the flow ပဲဆရာရလည်းသူတို့ပေးရမယ့် assignment သူတို့ကပြီးရင် email နဲ့ပြန်ပို့ပေးရအဲ့လောက်ပေါ့နော် အဲ့လုံးဝလည်းအဲ့လိုပဲတော့ပြောရမယ်ဆိုရင်ခုနအန်ဂျလာပြောသွားလို့ပဲစင်ကာပူမှာ part time job မလုပ်ရဘူးပေါ့နော်မလုပ်ရဒီ private school စီမလုပ်ရဘူးဆိုတော့ဒါပေမဲ့အဲ့လိုမျိုးခုနဒီသူတို့ပြောသွားသလိုပဲဒီ activities တွေပေါ့နော်ဒီ leadership roles တွေခြင်ခဲ့ရတာဆိုတော့အဲ့တော့ကဆိုမှတ်မိရဟိုလောက်3 roles 4 roles လောက်ကိုတပြိုင်တည်းခြင်ခဲ့ရတာပေါ့နော် school group ထဲမှာဆိုတော့အဲ့ဟာနဲ့ဒီ studies နဲ့ balance လုပ်ဖို့ကတော့ဒီလိုပဲပေါ့နော်ဟို time management ဘိုင်းကကိုယ့်အကိုပဲလုပ်ယူရတာပဲဒီပြင်ဒီဟို advance တွေလည်းရှိသေးတယ်အဲ့ဒါတွေမကဘူးအမဟိုဟာတုန်းကနောက်ဆုံး trimester လားမသိဘူးပေါ့နော်ဒီ Singapore company ဟိုဟာနည်းနည်း insurance နာမည်ကြီး insurance company တခုနာမည်တော့ထည့်မပြောတော့အဲ့ apprenticeship program တခုဟိုဟာဖြစ်ခဲ့တယ် offer ရခဲ့တယ် apprenticeship ဆိုတာကဒါပေမဲ့သူတို့က internship လို့မဟုတ်ဘူး apprenticeship ဆိုတာသူတို့ကုမ္ပဏီမှာလာ join ဖို့ပေါ့နော်ဒါပေမဲ့ insurance ဘက်ကိုစိတ်ဝင်စားအောင်အမှန်တမ်းပြောရင် FA ဖြစ်ဖို့စိတ်ဝင်စားအောင်ဒီဘက် corporate finance ဘက်ကိုစိတ်ဝင်စားတော့မ join ခဲ့ဘူးဒါပေမဲ့အဲ့ apprenticeship ကိုစနစ်အဲ့တော့ကလည်းလောက်ရဆိုစနေတွေပဲပေါ့နော်လောက်ရတာလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ဘက်ကနေမှရှင်းပြတာပေါ့နော်သူတို့ကုမ္ပဏီကဘာလုပ်တယ်သူတို့ဒီ corporate ကဘာလုပ်တယ်ဆိုတာကိုရှင်းပြတာဆိုအဲ့ apprenticeship တွေပါလေဒီ school နဲ့ balance လုပ်ရတာကိုယ့်အချိန်ကိုကြည့်ပြီးတော့ယူရလေးရပေါ့နော်အမေဒီ academics နဲ့ဒီ extracurriculars နဲ့က balance လုပ်ရတာခုနသူတို့တွေပြောသွားလို့အရေးကြီးတယ်ပေါ့နော်ဒီလိုပဲဘယ်လိုရမလို့ကိုယ့်ရဲ့ recommend လုပ်တာကတော့အဲ့လိုကိုက Google Calendar blocks တွေပေါ့နော်အဲ့ဒါတော်တော်လေးလည်း effective ဖြစ်ခဲ့တယ်အဲ့တော့ကတော့ဒါပေမဲ့ဒီ university မှာဒီ career မှာပါအခုဒီ experience တွေရပဲဒီ career တွေမကဘူးဒီ career မှာပေါ့နော်ပြောရမယ်ဆိုဒီခုန time management နေနောက်ပြီးတော့ဒီ school လို့စင်မှာလုပ်ခဲ့ရတဲ့ဒီ teamwork တွေစီကအခုချိန်ကြီးအမအတွက်တော့အကျိုးရှိနေတော့မယ် ဟေးအဲ့ဆိုလို့ရှရင်တော့ဒါကျန်တဲ့ဟာလေးအမဆက်ဖြည့်ပေးလိုက်မယ်နော်ကျန်တဲ့ဟာလေးကြတော့ဆိုတော့ဒါအချက်ဟိုဟာဒီမောင်လေးထမေဟာပဲကျောင်းမှာကfacility ရှိလား gym နဲ့ library ဆိုတော့ကျောင်းမှာဆိုလို့ရှရင်တော့ဒါဒီညီမလေးဆိုတော့ခုနဟိုမောင်လေးဆိုလည်းပြောရတယ်သူsports တွေပါတယ်ဘာညာဆိုတော့လေအဓိကအကြောင်းမှာတော့သူဒါ basketball court ရှိရယ်ပြီးလို့ရှိရင် multi purpose hall ပါဆိုလို့ရှိရင် basketball ဆော့လို့ရတယ် volleyball ဆော့လို့ရတယ်အစုံပဲပေါ့နော်အဲ့လိုမျိုးတည်တဲ့နေလည်းရှိရပြီးတော့အကြောင်းမှာ gym လည်းရှိပါတယ်နောက်တစ်ခါကျတော့အကြောင်းမှာသူတည်တဲ့ library လည်းရှိရပေါ့နော်ပြီးရင်တခြားတော့ဒါpsychology clinic တွေပါတယ်လည်းရှိရဆိုတော့ဒါအကြောင်းမှာတော့မတော့ကို own campus နဲ့ကိုရှိတာဆိုတော့ဒါပြောမယ်ဆိုတော့ facility ကတော့အဆုံးရှိပါတယ်ပြီးလို့ရှိရင်လည်းဒါကို campus နဲ့ကိုဆိုတော့ပြီးရင်ကျောင်းသားတွေဒါစာချုပ်ဖို့ student hub တွေလည်းရှိတယ်ပြီးရင်ကို own canteen လည်းကိုရှိရပေါ့နော်အကုန်လုံးကရှိပြီးသားဆိုတော့ကျောင်းထဲမှာ facility အကုန်ပြည့်ရှိပါတယ်နောက်တစ်ခုကတော့ဒါညီမလေးတယောက်မေးထားတာကကျောင်းလာတက်မယ်ဆိုရင် IELTS လိုလားဆိုတော့ IELTS လိုပါတယ်အဓိကကတော့ဒါဘယ်လောက်လုပ်လဲဆိုရင်ညီမလေးခုနောက်ဆုံးဖြေထားရလဲပေါ့နော်အဲ့လိုဥပမာ pathway program ဆိုရင် IELTS 5.5လောက်လိုရယ်diploma ဥပမာဒါ foundation ပေါ့ diploma ဆိုလို့ရှိရင် 5.5 လိုရယ် bachelor ဆိုရင်6 master ဆို 6.5 အဲ့လိုမျိုးမတူဘူးပေါ့နော်ဒါပေမဲ့အထဲမှာတော့alternative ရမလားဆိုလို့ရှိရင်တော့ကဲ၍မာလီတို့အနေနဲ့ကိုကနေပြီးတော့pathway program ဖြစ်တဲ့ diploma နဲ့ foundation မှာလာ join မယ်ဆိုလို့ရှိရင်တော့ကိုက Duolingo ဖြေလို့ရပါတယ်အဲကြောင့်မလို့အဲ့ဒါတော့ရှိရပေါ့နော်ကျွန်တော်ဒီ IELTS မဖြေချင်တော့ Pearson PTE တို့ TOEFL တို့ဖြေလို့ရတယ်ဒါပေမဲ့မတော့ဒါပုံမှန်တော့ IELTS ကတော့ဖြေရ convenient ဖြစ်ဆုံးဆိုတော့လေးအားလေး recommend လုပ်တယ်အခြားquestion လေးရှိသေးလားမသိဘူးအမအောင်တစ်ချက်လောက်ပြပေးပါအောင်မေးကြည့်လို့ရတယ်နော်အမခဏလောက်စောင့်ပေးမယ်နော် question လေးမေးလို့ရအောင်လို့ခုန facility ဆိုလို့ Angela ပြောတာဟိုထပ်ပြီးပြောလိုက်အောင်မယ် finance ဘိုင်းမှာဆိုရင်လည်းအမတို့ဟိုရှိရဲသူတို့
Bloomberg Terminal ပေါ့နော်သူတို့ finance lab ကြီးတည်တန်းရှိရယ်ဒီ finance ကျောင်းသားတွေအတွက်ကိုဒီ Bloomberg Terminal ဆိုတာ corporate life မှာဆိုအမှန်တမ်းပြောရင်အရေးကြီးရယ် Bloomberg Terminal တက်ထားရဆိုရင်အဲ့လိုဒီ finance ဘိုင်းမှာဘယ်လို advantage ရရယ်ပေါ့နော်အဲ့ Bloomberg Terminal ဆိုရင်လည်း club တွေကလည်းအဲ့လိုမျိုးclub တွေနဲ့မကောင်းသူတို့ professor တွေကလည်းတွားပြီးတော့လေ့ကျင့်ခိုင်းတယ် finance lab ထဲမှာဒီ Bloomberg Terminal ကိုသုံးပြီးတော့ certificate တွေလည်းအဲ့လိုယူလို့ရတယ် Bloomberg ဆိုရင်အောင်မေ့သွား market concept certificates တို့နောက်ပြီးတော့အများကြီးပဲရှိရနှစ်ခုသုံးခုလားမသိဘူးအဲ့တော့ယူထားရင်လည်းအမှန်တမ်းပြောရရင်တကယ် corporate life မှာလည်းဟိုဖြစ်တယ် advantage ရတယ်အဲ့ certificate တွေရရင်လည်းcomputer lab လည်းရှိရထင်တယ်အဲ့မှတ်မိသလောက်ကတော့နော် computer lab လားမသိဘူး IT ကျောင်းသားတွေအတွက်ဆိုရင် IT မောင်လေးနဲ့ share ပေးဦး ဟုတ်ပါတယ်ဟုတ်ကျွန်တော်တို့ကဆိုရင်အဲ့ networking ပေါ့ networking ဆိုရင် तू ကတကယ်အဲ့ဟိုမှာအဲ့ practice အချိန်ဆိုရင်အဲ့ तू ကျောင်းမှာပြရတဲ့ computer တွေနဲ့ကျွန်တော်တို့ဒီ networking နဲ့ပတ်သက်တဲ့ဟာတွေ practice လုပ်ရတယ်ပေါ့နော်ဟုတ်ဟိုခုနပြောသလိုမျိုးအဲ့ computer lab လည်းရှိပါတယ်ကျောင်းမှာဟုတ် အဲ့ဆိုနောက် question တစ်ခုကတော့ဒါHND NCC ဆိုလို့ရှိရင်ရော IELTS ဆိုတာဆိုတော့အဓိကကတော့ဒါ HND NCC ကိုမှ level 4 or 5ပြီးထားရဆိုလို့ရှိရင်တော့သူကမလို့ဘူးပေါ့နော်အဲ့ဒါမျိုးကကြတော့အမတို့ကဒါ M1 နဲ့လာလို့ရတယ်ဒါပေမဲ့ကဲရွေးပေါ်ဒါတခြားဥပမာပြောမယ်ဆိုရင်တော့ GCSE တို့အဲ့ဒါကိုမှသူကဒါ English second language ယူထားတဲ့လူတွေပြီး GED လူတွေပြီးလို့ရှိရင်ဥပမာ A level နဲ့လာတဲ့လူတွေဒါမှမဟုတ်လဲဒါဟို university transfer ပေါ့လာတဲ့လူတွေပေါ့နော်အခုဆိုရင်ဒါ Thai ဘက်ကလာတဲ့လူတွေရှိတယ်မြန်မာနိုင်ငံလာတဲ့လူတွေရှိတယ်အဲ့လိုမျိုးဆိုတော့ဒါအင်္ဂလိပ်စာလိုတယ်ဒါပေမဲ့ကိုက OSSC နဲ့လာတဲ့ HND NCC level 5နဲ့လာတယ်ဆိုလို့ရှိရင်တော့ဒါအင်္ဂလိပ်စာ requirement ပြန်မလိုဘူးပေါ့နော်ဆိုတော့အဓိကတော့ခုမေးရညီမလေးကဒါဘယ်မှာတက်ထားတာလဲဆိုတဲ့ဟာပေါ်မူကြည့်ပြီးတော့ပေါ့အမတို့ကလိုတာဆိုတော့ဒါအသေးစိတ်တဲ့နောက်ပိုင်းအမတို့ဒါထပ်ပြီးတော့ရှင်းပြလို့ရတယ်ပေါ့နော်okay JCU ရဲ့ career အကြောင်းလေးအမနဲ့ပြပြပေးမယ်ဆိုတော့ JCU မှာကျတော့အဓိက career ဘက်ကိုဘယ်လို service ပေးလဲဆိုတော့အမတို့ကျောင်းမှာက career နဲ့ပတ်သက်ပြီးတော့ဒါ officer တည်တံ့ရှိရတာပြင်ကျောင်းမှာကအမတို့ကနေ career fair တွေတစ်နှစ်ကို2ခါ3ခါလုပ်ပေးတယ်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့ကျောင်းမှာကဒါ workshop တွေလုပ်ပေးတယ်ပေါ့နော်အဓိကတော့ကျောင်းသားအနေနဲ့က CV cover letter မရေးတတ်ဘူးဆိုလို့ရှိရင်လည်းဒီ career officer တွေနဲ့ appointment တွေယူပြီးတော့တစ်ချက်တိုင်ပင်လို့ရတယ်အဲ့လိုမျိုးလေးလုပ်ပေးရနောက်တစ်ခါကျတော့ CEO launch တို့ဘာလို့လဲလုပ်ပေးရဆိုတော့အဓိကကတော့ဒါကျောင်းသားတွေအတွက်ပို့ပြီး network တွေရအောင်အခွင့်အလမ်းတွေရလာအောင်ဖွင့်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးတယ်အဲ့ဒီအပြင်ကိုအမတို့ curriculum အရာကအမတို့က project တို့မှ internship လုပ်ရတယ်ဆိုတော့ဒီအမှဆိုရင်အမပါဝင်ပေါ့ဒါ share ပါဆိုလို့ရှိရင်လည်း project ရွေးခဲ့ပြီးတော့လုပ်တွေရှိတယ်ဒါကိုယ့်ရဲ့ဖောက်သွင်းကိုလိုက်ပြီးတော့ပေါ့ပြီးလို့ရှိရင်ဒါတစ်ချက်ပြီးရင်ဒီမှာလေး kit ရှင်းပြပေးမယ်ပေါ့နော်ဒီမှာလေး kit ဆိုလို့ရှိရင်ကြတော့ internship ရွေးခဲ့ဘူးတယ်ဆိုတော့ဒါအဲ့လိုမျိုးတွေလည်း choice တွေရှိတဲ့အတွက်ကြောင့်မလို့မောင်ရှိမှာဒါဘာဖြစ်အလုပ်ရှာရတာ CV လေးတွေလည်းပို့ထည့်ရလှတာပေါ့နော်အလုပ်တက်လည်းနောက် career fair တွေလည်းရှိတော့တီးတဲ့သွားလျှောက်စရာမလိုဘဲနဲ့လည်းအဲ့လို support တွေလည်းပေးရပေါ့နော် support တွေကအစုံပဲ internship ဆိုလည်းအမတို့က virtual ရှိရယ် physical ရှိရယ်အဲ့လိုမျိုးဆိုတော့ရွေးချယ်စရာအစုံပဲရှိတယ်ကျောင်းဘက်ကလည်း support တွေပြီးတော့ဒါကိုယ့်ဘက်ကလည်းစူးစမ်းမယ်ဆိုလို့ရှိရင် consultation လုပ်လို့ရတယ်fair လည်းရှိရယ်ဆိုတော့ပိုတော့ဒါ support ရတော့မြန်တာပေါ့နော်အလုပ်ရတာအဲ့လိုဒီမှာလေး kit တစ်ချက်လောက်နည်းနည်း share လုပ်ပေးပါအောင်ဒီမှာလေး internship တွေ့ကြုံမျိုးဟုတ်internship ယူဖို့ကိစ္စနည်းနည်းဆုံးဖြတ်တာနောက်ကျသွားတယ်လို့ပြောလို့ရတယ်ပေါ့နော် internship ယူမယ်ဆိုရင်ဆုံးဖြတ်လိုက်တဲ့အချိန်ကနောက် trimester မှာယူရတော့မဲ့အချိန်ကြီးရောက်နေတော့ဂျားထဲမှာအလုပ်ရှာဖို့ကအချိန်ကတိတ်မရလိုက်ဘူးမရလိုက်တော့လောနဲ့ကျောင်းကအဲ့ဒီ career team စီကိုရောက်သွားတော့ကိုရှိမှာ CV ကလည်းကောင်းကောင်းရေးထားတာမရှိဘူးဆိုတော့သူနဲ့အစအနေဆုံးပြန်လို့ရတာပေါ့နော် CV ကအစပြီးတော့ interview တွေဖြေမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြေရမလဲသူကသင်ပေးတယ်ဆိုတော့ဒီအလုပ်တွေလျှောက်တဲ့ဟာမှာလည်းဒီကျောင်းကနေပြီးတော့ GCU Career Job Portal ဆိုတာလေးတစ်ခုရှိတယ်အဲ့ဒီကကျတော့သူကကျောင်းနဲ့ချိတ်ဆက်ထားတဲ့ဒီ company တွေပေါ့နော် company နဲ့အလုပ်ရှင်တွေနဲ့ကျောင်းအောင် direct သူတို့တွေဒီခေါ်စာလိုမျိုးဟိုပေးထားတာပေါ့နော်သူတို့လိုချင်တဲ့ဒီ quota လေးတွေနဲ့2ယောက်လို့ရှိတယ်3ယောက်လို့ရှိအဲ့လိုမျိုးပေါ့နော်အစရှိတယ်ဆိုတော့ကျောင်းကကိုနဲ့လိုက်ဖက်မယ်ဆိုလို့ရှိရင်တော့သူတို့ကတခါတည်း direct refer လုပ်ပေးတာရှိတယ်အဲ့ဒါကိုဟိုဘက် company ကလည်းသူတို့လက်ခံနဲ့ကျင်တဲ့တယ်ဆိုလို့ရှိရင်တော့ interview လေးတွေသူတို့ဟိုစီစဉ်ပေးရပေါ့နော်ဒါမှမဟုတ်ကိုယ့်ဘာသာကိုဟို opportunities တွေရှာခြင်းလဲရတယ် LinkedIn တို့တခြားဒီ job ဟို website တွေကနေလည်းရှာပြီးတော့လည်းတွေ့နိုင်တာရအများကြီးပဲကစ်တောင်ဆိုလို့ရှိရင်လည်းဒီဟိုinterview တွေကတော့အများကြီးရခဲ့တယ်ဒီ physical internship အတွက်ကောဒါပေမဲ့အကြောင်းကြောင့်ဒီ virtual ပဲနောက်ဆုံးတော့ရွေးပြစ်ခဲ့တယ် virtual ကလည်း physical နဲ့အလားတူပါပဲပေါ့နော်ဟိုပတ်စံကတော့virtual solution တော့ is unpaid
ဒါပေမဲ့ရတဲ့ experience ကတော့အတူတူပဲလို့တော့ထင်ပါတယ် တစ်ချက်ပါမြန်မာနိုင်ငံမှာနေနေတစ်ချက်သွားလို့ပါ Okay အဲ့ဆိုလို့ရှိရင်တော့ဒါ question လေးရောတခြားဟာလေးရှိသေးလားမသိဘူးဒီမှာတို့ဒီမှာမောင်လေးညီမလေးလည်းရှိတော့ဆိုတော့လေမရှိတော့အဲ့ဆိုတော့တစ်ချက်အဲ့ဆို Sharon တစ်ချက်လောက်ရှင်းပြပေးပါလားအဲ့ဟိုပေါ့ project လေးအကြောင်းကိုဘာဖြစ်တာပို့ပြီးတော့ insight ရသွားလို့လေ MDP လားမနက်ပြောရင်အိုင်ပွဲရ3နှစ်လောက်ရှိပြီဆိုတော့တိတ်မမှတ်ဘူးဒါပေမဲ့MDP ကအဲတုန်းကအေးပေါ့ခုနကအန်ဂျလာပြောသွားလို့ MDP ရွေးလို့ရမယ်နောက် MDP ကိုနာမည်အပြည့်စုံကိုမနက်ပြောရင်မမှတ်မိတော့ဘူးဘယ်လိုခေါ်လဲမှတ်မိကြလားMDP ရှိရယ်နောက်ပြီးတော့ internship ရှိရယ်ဒါပေမဲ့ခုနကခေပြောသလိုခေကကျတော့internship ရွေးခဲ့တာအိုင်တော့ကျတော့ MDP ရွေးခဲ့တယ်ဆိုတော့အမှန်တိုင်းပြောရင်အလုံးမရှုပ်ချင်လို့ပေါ့နော်ဆိုတော့အခုအိုင်ဒီ JCU ကနေပြီးတော့ချက်ချင်း full time job ထဲကိုတန်းဝင်ခဲ့တာဆိုတော့ဂျားထဲမှာ internship တွေပါလည်းမလုပ်ခဲ့ဘူးဒါပေမဲ့ MDP ကတအားထောက်ကူဖြစ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဒီ MDP မှာဆိုရင် I know ဘာလုပ်ရလဲဆိုတော့business တစ်ခု idea ကိုတကယ်အပြင်လောကမှာဘယ်လိုမျိုးလုပ်ရလဲဘယ်လိုမျိုးလဲဆိုတော့ run ရတယ်ပေါ့နော်ဒီ business တစ်ခုရဲ့ idea I know တော့ကဆိုရင်မမရ MDP လုပ်တော့တကယ်ချင်းတွေစုကြတယ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ဘာကိုဘယ်သူမဆိုဘယ်သူနဲ့လုပ်လို့ရဘယ်သူနဲ့ဖြစ်ဖြစ်ပေါင်းပြီးတော့ဒီ MDP project ကိုလုပ်လို့ရတယ်ဒီ project မှာဆိုရင် I know ဟိုဟာလုပ်ရတယ်တကယ်ချင်းတွေစုတယ်စုပြီးတော့ I know တော့ကဆိုရင်department ခွဲတယ်ပေါ့နော်လူပေါ်မူတည်ပြီးအနည်းဆုံး9ယောက်လားမသိဘူးအဲ့မှာ sales and market department ရှိရယ်နောက်ပြီး finance က I ပေါ့အဲ့လိုမျိုးတွေခွဲပြီးတော့ဒီ business တစ်ခု idea ကိုတကယ် real life မှာဘယ်လိုဖြစ်အောင်လုပ်မလဲဆိုတာကိုပြီးရင်နောက်ဆုံးကြရင်သူ presentation လုပ်ရတယ်အဲ့ချိန်မှာ I know competition တွေလည်းရှိရယ်ရွေးကြတယ်ပေါ့နော်ဒီဟို judges တွေကနေမှဘယ် idea အကောင်းဆုံးလဲဆိုပြီးတော့ရွေးပြီးတော့ competition တွေလည်းလုပ်ပေးတယ်နောက်ပြီးဒီ idea ကိုလည်းတချို့တလေတိတလောက်ကတချို့တလေဆိုလည်းတကယ်အပြင်လောကမှာလည်းလုပ်ကြတဲ့သူတွေရှိရသူတို့ Singaporean တွေထဲမှာလည်းအဲ့လိုမျိုးပေါ့နော် MDB ကတော့အမှန်တမ်းပြောရရင်တကယ်career life မှာလည်းအသုံးဝင်တယ်ထင်တယ် is it economic to go get some အဲ့ဆိုတော့အမအဲ့ question ကတော့ဒီလေးယောက်ကိုမေးရင်ဒီလေးကဟင်းမချက်စားတဲ့လူတွေဆိုတော့ဖြေပေးလိုက်ပါဦး Hawker အမှန်တမ်းပြောရရင်တော့ JCU canteen ကအပြင်မှာထက်ဟော့ကာဈေးနီးပါးလောက်ရှိရယ်ဈေးမကြီးဘူး JCU canteen မှာအဲ့လိုဆိုရင်ကျောင်းဖွင့်ရင် canteen မှာပဲစားကြတာ24နာရီ canteen မှာပဲရှိရယ်တောင်မပြန်ကျင်တခါလေကြာရင်အိုင်းလုံးကဆိုရင်ည10နာရီလောက်မှာ canteen ည10နာရီထိကို security တွေကမောင်းထုတ်ရတာမျိုးကျောင်းကိုတော်တော်နေရကြိတ်တယ်နော်ကျောင်းပြော့ပေါ့နော်အဲ့လိုဆိုတော့ economic ဖြစ်လားဆိုတော့ I don't know I don't cook ဟိုဟာ ဖြေပေးပါ ဟိုဟာဘယ်လိုပြောရမလဲပေါ်ကချားတော့ဘယ်လိုလဲဆိုတော့ City Hall တောင်းတယ် City Hall ကအမှန်ဒီကိုစင်ကာပူလာမယ်ဆိုရင် City Hall Peninsula Plaza မြန်မာဆိုင်နေကြီးပဲပေါ့မြန်မာဆိုင်နေမှာမြန်မာစာအဲ့လိုဆိုင်မှာတောင်းစားကြအောင်အမှလက်ဖက်ထုတ်လို့ပါတို့လေရှိအကျော်တို့ရန်ကုန်ကလည်းအိမ်ရရင်ထည့်ပေးလိုက်ရင်ထည့်ပေးလိုက်ပါအဲ့လိုအကျော်ဆန်တို့လက်ဖက်တို့အိမ်မှာအဲ့ဒါဆိုရင်ကပါလာတဲ့ဟာနဲ့လက်ဖက်တုပ်လေးအဲ့လိုနယ်စားလိုက်အောင်အဆင်ပြေဟော့ကာစင်တာတို့ဟင်းချက်တာတဲ့ပေါ့နော်လက်ဖက်တုပ်တို့အဲ့လိုငံပြားရေကြော်လေးတို့စားရင်အောင်ဘာမှမဖြစ်ဘူးကွာစားမိနေဆိုတော့အဲ့ဈေးပေါ်ရယ်ကွာဒီမှာလဲဟိုဟာဆိုရင်ဈေးပေါ်လာတော့မသိမြန်မာဈေးနဲ့ပြင်တွက်တော့မသိဘူးပေါ့နော်မြန်မာပြည်ကယူလာရင်တော့ပိုကောင်းတာမြန်မာပြည်ကစေဦးလိုင်းအဲ့လိုယူလာခဲ့တော့ပိုကောင်းတာပေါ့ဒါပေမဲ့လွမ်းရင်တော့ပေါ့ Peninsula Plaza ပြေးရတာပေါ့ကျွန်တော်တို့ဒီတော်လည်းမချက်ပါဘူးဒါပေမဲ့ like ဟိုကျောင်းမှာခုနပြောသလိုမျိုးပဲဒီကန်တင်းမှာစားရဲဆိုတော့ရန်အပြင်မှာနဲ့ဆိုင်တော့ရန်တက်တာရလို့ထင်တယ်နောက်တစ်ခုကကျတော့ဘယ်လိုရလဲဆိုတော့ဥမာကိုယ်အိမ်ရလည်းပို့ပေးခြင်းလည်းရတယ်နောက်တစ်ခုကအဲ့လိုခုနကချောပြောသလိုမျိုးဘယ်လိုပြောမလဲ ready made လေးတွေပေါ့နော်အဲ့ဒါဆိုရင်လည်းပိုတက်တာရပေါ့ဟုတ် တန်းပေါက်ဆွဲထုတ်ဦးလို့တည်ရမှာအတော့ဝယ်ရတယ်အိမ်မှာ Yeah ရလားပြောစရာမရှိဘူးဟင်းသီးဟင်းရွက်တွေကမဝယ်ဘူးတော့ဈေးလည်းပြောမှမသိဘူးဒါပေမဲ့အပြင်မှာအဲ့လိုဆိုင်ကြီးတွေမှာထွက်စားရင်တော့ဈေးကတော့ကြီးမှာပဲဟော့ကာစင်တာတွေမှာဆိုရင်တော့အများကြီးတော့တက်တာရယ်ကျောင်းကကန်တင်းကfoodလည်းအရန်အဆိုးကြီးထဲမှာမပါဘူးကောင်းတယ်ပါတယ်တချို့ဆိုင်လေးဆိုလို့ရှိရင်လေ ပုံ ခုဆို လဲ နောက် စုံတယ်
ဟုတ်တယ် salad stop တို့ပါအဲ့လိုမျိုးဟာတွေလည်းစားကောင်းတယ်ပေါ့နော်ဆိုတော့ကျောင်းမှာစားလိုက်ရင်ဟိုအဲ့ဒါတနေ့2နက်လောက်စားရဲဆိုတော့အဆင်ပြေတယ်3နက်ကီလိုမျိုးညတစ်ကောင်ပိုက်စားလို့ရှရင်တော့အဲ့ဒါခောက်ဆွဲပြုတ်လေးပါလေးနည်းနည်းစောင်းနိုင်ရင်တော့အဆင်ပြေမယ်ထင်တယ် အော် ဘာ ကျော မို့ င်းမှာဟို သူ လေ ဆို Instagram မင်းနေ Instagram grab ခောက်ဆွဲပြုတ် yes housewife you ပြုတ် can ဖို့ buy အချိန်မရတာတခါလေးကြာရင် Indomie housewife ပြုတ်ဖို့ Indomie အချိန်မရ ခောက်ဆွဲထုတ်တော့မဝယ်တော့ခောက်ဆွဲဘူးတော့ဝယ်ထားပါတော့ဘူးဆိုတော့ရင်သွေးလေးပဲထည့်ရုံပဲခောက်ဆွဲဆိုရင်အိုးတွေပါစီးနေရတယ်အလို့ရှုပ်တယ်ဘူးလေးပဲစောင့်ထားဆိုရင်အဆင်ပြေဘာမှမဖြစ် ready made hot pot ဘူးလည်းဒီမှာရောင်းနေလေအဲ့တော့ heat pack လေးပဲထည့်လိုက်ရေလေးထည့်ပဲ heat pack လေးပဲထည့်အကုန်လုံးအဆင်ပြေပါဘာမှမဖြစ်အရင်စင်ကာပူကအရင် stressful မဖြစ်ဘူးဘယ်နေရာတော့ convenient ဖြစ်တယ်ကွာဒီလား ဒါပေမဲ့ခောက်ဆွဲ ပြော ရ တာ ဒီ ပြောတာ စပင်ကျွတ်တယ်ပေါင်းမုတ်လေးပါလေးပါရင်တော့အဆင်ပြေမယ်ထင်တယ်ခောက်ဆွဲပြုတ်ကနေ အလွတ်စား ခောက်ဆွဲကြီးပဲတိုင်စား ကန်တင်းမှာအဲ့တို့တော့မာလာရှန်ကိုတို့ဘာလို့ဆိုလဲရရနော်မာလာရှန်ကိုဆိုရင်ဖိုင်ကျရင်$9 $10နဲ့တောင်ရတယ်ဈေးပေါ် တ တယ် ခါလေဟော့ကာရီမှာဆိုရင်ညဘက်ဒီဘားလေးပါတော့အဂျင်ဘက်မှာဆိုရင်ဟိုဘလို့မလေးစားရဲ့အဲ့လို ဟုတ်တယ်က ဒီ လား ကော် စား ရီတို့ဘာလို့ဆိုရင်ကလားစားရဲ့ဆိုရင်အဲ့လို အစုံ ပေါ်ရည်လीနော် စုံရှိ ညတစ်ကောင်ထိလည်းရရဲဆိုတော့တော့စားရဲ့အဆင်ပြေတို့ရိုတီတို့ဘာလို့ဆိုလို့ရှိရင်လေဆိုတော့ဒီကကဒါအမနည်းနည်းလေး perspective ပြောင်းသွား moderator အနေနဲ့တော့နည်းနည်းဝင်ဖြည့်ပေးလိုက်မယ်ဖြည့်ချက်တဲ့ဟာလေးကိုပေါ့မလည်းဟင်းတော့မချက်ဘူးဒါပေမဲ့နည်းနည်းလေးပေါ့တစ်ခါလေးတော့ချက်ဘူးတော့ဆိုတော့အဓိကတငယ်ချင်းတွေနဲ့နေလို့ကိုကလည်းဟင်းချက်တာအရန်ကျွမ်းနေဆိုရင်တော့ economic ကပိုဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုတယောက်တည်းနေရဆိုရင်တော့ဥပမာကိုမြန်မာဟင်းချက်ချင်တော့ကြက်တော်နေဟိုငုတ်သီးရေငပြားရေဟိုပဲငပြားရေဘာတွေစီဝယ်လိုက်တာနဲ့တယ်ကိုတစ်ခါချက်စားတာတန်းနေပါတစ်ခါချက်စားရဆိုရင်နောက်တစ်ခါတွေတော့ကအဲ့ကြက်တော်နေကအလကားဖြစ်သွားအောင်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့မဆိုရင်တော့တွက်ခဲ့ရတော့ဝယ်စားရတော့ပိုတန်ခဲ့တယ်ဘာလို့စင်ကာပူမှာဟော့ကယ်မှာစားရအောင်တော့ကျောင်းမှာစားရဆိုရင်တန်တယ်လေဆိုတော့ဟို အရင်မချက်တတ်ဘူးဆိုရင်တော့ချက်တာခါလေးပိုကုန်အားတွေဖြစ်တတ်တယ်ဆိုတော့အဲ့လိုပေါ့အမကွမ်းမဟုတ်ဘူးဒီမှာရချက်တာအရင်ကျွမ်းတဲ့လူမျိုးတည်ရမလားခုနကတော့ချောရိုရှာတို့အကုန်ဒီအကုန်လုံးပြောသားတဲ့လူမျိုးလက်ဖက်တုံလေးပါလေးစားချင်တယ်အဲ့တော့ထမင်းလေးပဲဝယ်ချက်မယ်အဲ့လိုမျိုးဆိုရင်တော့တန်တယ် economic ကဖြစ်တယ်ဒါပေမဲ့မဟုတ်ဘူးအစအဆုံးချက်မယ်ချက်တယ်မချက်တတ်ဘူးရှောက်ဝယ်ဆိုရင်တော့ပိုဈေးကျသွားနိုင်တယ်အားကြောင့်မလို့သူတို့ပြောတယ်လို့ပဲ instant noodle လေးစားလိုက်လက်ဖက်တုံလေးစားလိုက်ဟော့ကာလေးမှာဝယ်စားဟော့ကာမှာကျတော့ဟို economic rice ပေါ့နော်ပုံစားရဟာလည်းရှိရယ် chicken rice ဆိုပါလို့ဆိုလဲတန်တယ်လို့ပြောလို့ရတယ်ဟုတ်တယ်မလားဆိုတော့အစားလို့တန်ဆုံးကောင်းဆုံးလေးတစ်ခုတော့ share ပေးလိုက်ပါတစ်ခုချင်းစီတာ ခု တစ် န ခါ က ဟော ဟောပြော experience chicken တော့ rice ကို ပါ chicken rice ဆိုတော့၄ချက်ပဲလားမသိဘူးကြောင်းပါအတန်ဆုံးပဲ chicken rice ပဲစား ဟုတ်ပုံ experience တစ်ခုတော့ကြုံခဲ့ပြီပုံတော့ဟိုတငယ်ချင်းနဲ့တငယ်ရင်တော့လုံးဝ budget ကထိနေသူ budget ကထိနေတော့ဘယ်လိုလုပ်လဲဆိုတော့ရန်ကုန်ကအဲ့လိုမျိုးရန်ကုန်မဟုတ်သူဟိုကစီတီဟောမှာလားတိုဖူးနွေးအထုပ်တို့ဘာလို့တောင်းဝယ်ထားတာရှိဝယ်ထားတော့အိမ်မှာအဲ့လိုတိုဖူးနွေးကအပြင်မှာစားမယ်နဲ့ဒီ ready made ဝယ်တာ ready made ကပို့တန်တယ်တကယ်လည်းအရတာလည်းရှိရကွာဘာမှတော့မဖြစ်အဲ့လိုဟာချက်စားရင်တော့ like economical ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုဘာမှတော့အရင်လဲတန်တယ်ခုနအင်ဂျလာပြောရလို့ဝယ်ပစ္စည်းဝယ်တာပေါင်းလိုက်မယ်ဆိုရင်ဟိုဟာကောင်းတဲ့ဆိုင်ပေါ့နော်ဟော့ကာစင်တာမဟုတ်အဲ့ပစ္စည်းတွေကလိုက်ဘယ်လိုပြောမလဲဒီတင်ဆိုင်ဖန်တို့အဲ့လိုတစ်ခုမြည်တစ်ခုလောက်တော့ဖြစ်နေပြီကွာအဲ့ဒါမဝယ်ဘဲနဲ့စားလိုက်တော့ဗောသိရမလားအဲ့တော့တစ်ခါကျရင်ဘာမှမချက်ရင်လည်းစင်ကဘာမှမဖြစ်ပါဘူးအရင်ဒီကျောင်းမှာဆိုရင်ဒီ vending machine တို့ဘာလို့ဆိုရင်လည်းအရင်ဈေးပွဲ vending machine လေးပဲစား vending machine sandwich လေးပဲစားကြအောင်စားလိုက်လို့ရတယ် အဲ့တော့ coffee တစ်ခွက်ဆိုရင်$1ပဲလားမသိဘူးအခုလည်း$1 ကျဲ ပဲ ကျဲ နော် ဟုတ် $1 ဒေါ်လာနဲ့ အခုက190ထင်တယ် နှစ်ချက်နီးနေ အခုနှစ်ချက်ဖြစ်သွားပြီလား yes အဲ့ဒါတစ်ချက်ခွဲတစ်ချက်ခွဲ တစ်ချက်ရယ်တစ်ချက်ခွဲတော့မဟုတ်ဘူးနော်တစ်ချက်ရယ်အဲ့တော့coffee ဆိုင်ဆိုရင်အခုချိန်ရှိလားမသိဘူး coffee ဆိုင်ဆိုရင်အဲ့ကန်တင်းက coffee ဆိုင်ဆိုရင်မြန်မာအတော်ကြီးနော်ဖြော်ပေးရသုံးမြန်မာရောတရုတ်လိုလည်းရတယ်မြန်မာလိုလည်းပြောတတ်တယ်တရုတ်လိုလည်းပြောတတ်တယ်ဟိုအင်္ဂလိပ်လိုလည်းပြောတတ်တယ်တားဖြော်ပြီးဖြစ်ဖို့သဘောကောင်းတယ်အဲ့အတော်ကြီးဆိုရင် ကျောင်းမှာတော့အပြင်မှာတော်တော်တန်တယ်ဥပမာကျောင်း ဟုတ် coffee တယ် တောက် ကျောင်း တယ်ဆိုရင်တော့ဥပမာဒါအမြဲတမ်း service ဝယ်မတောက်နဲ့ပေါ့အဲ့လိုမျိုးကျောင်းကအဲ့ coffee ကျောင်းက coffee $7လော ဟုတ် က်က တော့ အသာလေးပဲကျောင်း coffee တော်တော်လို့ကောင်းတယ် ကျောင်းလာမဲ့လို့ဆိုရင်စိတ်မပူရအောင်ကန်တင်းကဟိုမနှစ်ဟိုဒီနှစ်လာဒီနေ့လာဆလာအဲ့လိုမျိုးကလာဒီနှစ်
ဘယ်အစလာတော့မသိဘူးကန်တင်းကိုနည်းနည်းလေး store တွေအသစ်ထည့်လိုက်တယ်အခုဆိုရင် bubble tea လည်းရတယ် waffle တွေလည်းရတယ်အဲ့လိုမျိုးအမျိုးစုံဂျပန်ရှိတယ်ကိုရီးယားရှိတယ်ကလားရှိတယ် โอ้ တရုတ်ရှိတယ်နိုင်ငံ western ရှိတယ်ကွာအဲ့တော့ flavor မျိုးစုံ flavor မျိုးကန်နီးကတော့တစ်ခါကျရင်ကန်နီးသွားရအောင်ကိုအောင်ဘာစားအောင်လဲဆိုတော့မသိဘူးတကယ်လေအပြင်ဟာနဲ့ဆိုရင်ကန်တီးကတော်တော်တန်တယ်ကန်တီးကတော်တော် budget ကိုတော်တော် save ရမယ့်ဟာပေါ့နော်တော်တော် save လို့ရတယ် တော့ပြီးတော့နှစ်ကန်လည်းခွဲထားတာเนาะအဲကွန်ကန်နဲ့အပြင် Okay, so one last question မှာဖြေပေးလိုက်မယ်နော်ဒီမှာတူပဲနှစ်ယောက်လုံးကမိထားတာဆိုတော့ living expenses ပြီးလို့ရှိရင် accommodation ဆိုတော့တယောက်ရဲ့ဒါကိုယ်အတိအကျပြောပြကြမလို့နော်ကျွန်တော်နေလို့ရှိရင်ဒါပေမဲ့ command ကြီးလေးပေါ့ဟိုဘယ်ဟာဆိုဘယ်လောက်ကုန်နေဆိုတော့တစ်လောက်အင်းကဘယ်လောက်တောင်းရတယ်ပေါ့အဲ့လိုမျိုးလေးတစ်ချက်လောက် living expense တွေတက်ပြပေးပြီးလို့ရှိရင် accommodation လေးဆိုရင်ဘယ်လိုနေလဲပေါ့အဓိကတော့အမတို့ကအเจ้าမှာကဒါเจ้าကချိတ်ထားတဲ့ဒါ dorm လိုမျိုးတွေလည်းရှိတယ်ဒါပေမဲ့တော်တော်များတော့အပြင်မှာပဲကိုယ့်ကိုနေကြတာများတယ်ဘာလို့လဲဆိုတော့ဟင်းချက်ဥမာမြန်မာဆိုရင်ဟင်းမချက်ရင်တော့နေပါလေးကျုပ်တွေကြောပြုတ်စားအဲ့လိုတွေရှိရလေဆိုတော့အဓိကအပြင်မှာနေကြတာများတယ်ဆိုတော့ကိုဗမာလေးနေလဲပေါ့အဲ့ဒါကြောင့်เจ้าကိုဘာရအဆင်ပြေလားအဲ့လိုမျိုးလေးရပြီးရင်ကိုယ့် living expense လေးတွေတစ်ချက်လောက်ဖြည့်ပေးပါဦးပေါ့နော်ဒါပြီးတော့အမတို့ချက်ဟိုအဲ့လိုက်ဒါလေးချက်ဖြည့်ပေးပါဦး ပုံစံပြလိုက်မယ်နော် อืม Okay ဟောကြတော့အမေနဲ့အဖေနဲ့နေရာဆိုတော့ဒီဘယ်လိုပြောလဲ living expense ကတော့ကျောင်းတိုင်းနဲ့တော့မတူဘူးပေါ့နော်ဘာလို့ဆိုတော့အမေနဲ့အဖေနဲ့နေရာဆိုတော့လေဒီဘာပဲလဲဆိုတော့နေချင်းနေဆိုရင်အဲ့လိုကျောင်းသားမှာမဟုတ်မြို့နားမှာနေပေါ့နော်အဝေးကြီးတော့သွားမနေနဲ့ပေါ့ကျောင်းစားတက်မယ်ဆိုရင်တော့အဝေးကြီးတော့ဟိုဘက်ကျောင်းနဲ့ဝေးနေတော့မနေနဲ့ပေါ့နော်ရှားချင်းနေဆိုရင်မြို့တဲတို့ဘာတို့ကျောင်းအခုကျောင်းသားရဲ့လားအခုဒီ trial ရဲ့ကျောင်းသားရဲ့ဆိုရင်ကျောင်းသားမှာနေတဲ့ဟိုဟာများရဲ့ကျောင်းသားကွန်ဒိုတို့မဟုတ်ရင် HDB block တို့မှာနေတဲ့ဟာများရဲ့သူကအခန်းကြီးကတော့ကို rate နဲ့ကိုရှိရပါတော့အခုကြားတာတော့900ရေလားမသိဘူးအဲ့လို HDB block ကစတယ်အဲ့လိုအခန်းပေါ့နော် common room လေးပေါ့ common room မဟုတ်အဲ့လို common room မှာ share ပြီးတော့သုံးရဟာဆို900လောက်ရစတယ်နေမယ်ဆိုရင်တော့အကြံပေးခြင်းတယ်ဆိုရင်တော့ east side မှာနေတာပို့ပြီးတော့ကျောင်းတက်အဆင်ပြေမယ်ပေါ့နော်ပေါ်ကကြတော့ကမ်ပါငန်မှာနေရကမ်ပါငန်ဆိုတော့ကမ်ပါငန်ရဲ့ organic ကလုံးဝသုံးမှတ်တိုင်လောက်ပဲပြီးရင်စင်ကာပူရပြောကြ east side west side ဆိုတာ east side west side ပေါ့နော်တော့ west နဲ့ east ကလည်းနည်းလေးတော့ရန်တော့နည်းရှောင်း west side ရလူရပါဆိုတော့ဒါပေမဲ့ဒီကျောင်းကလည်း central လို့ပြောမလားဒီအလယ်လောက် Central East ပေါ့ Central East ပေါ့ East ဆိုတော့ဟိုဘက်သွားလိုက်ရင်လည်းမြို့ထဲရောက်တယ်ဒီဘက်သွားလိုက်ရင်လည်း ECB beach ရောက်တယ်ဆိုတော့ကျောင်းထဲကအကုန်လုံးကအဆင်ပြေနေရပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ကျောင်းနဲ့နီးနီးနားနားလေးမှာနေတာပို့ပြီးတော့အဆင်ပြေမယ်အခုကျောင်းသားအစ်စ်တွေလာမယ်ဆိုရင်လေ အမချထည့်ပြောလိုက်မယ်တခုလားဆိုတော့ခုနကချောပြောသားသလိုပဲအမတို့ကြောင်းအားကြောင်းအဓိကကဒါဟိုဘယ်လိုပြောမလဲဆိုခုနဘာလဲအရင်နဲ့မဝေးဘူးအရင်နဲ့မနေအဲ့လိုမျိုးဆိုတော့အဓိကကျောင်းသားမှာကြောင်း HCB လည်းရှိမယ်ကွန်ဒိုလည်းရှိတယ်အပါမနေလည်းရှိရဆိုတော့နေရအစုံပဲပေါ့နော်ကိုဘတ်ဂျက်လိုက်ရွေးလို့ရတယ်ပြီးရင်ကိုကထားလိုက်ပါတော့beach station လို့ရတယ်လို့နောက်တစ်ခါကျတော့ဒီမျိုးလေကောင်လေးပေါ့နော်သူမော်စစ်ပိုင်းတောင်းမယ်ဆိုလဲအရင်မဝေးဘူးကိစ္စပါမယ်ဆိုလဲဒါ2မိနစ်တော့3မိနစ်တော့တောင်းရင်ရပြီပြီးရင်ခုန City Hall မှာမြန်မာစာတောင်းဝယ်စားခြင်းလဲဆိုလို့ရှိရင်လည်း3မိနစ်တော့စီဝိုင်းရပြီဆိုတော့အချိန်တိတ်မပေးရဘဲနဲ့ဘာနဲ့ဖြစ်ကိုလိုတဲ့ဟာကိုလည်းနီးရပေါ့နော်ဆိုတော့အရင် convenient တော့ဖြစ်ပါရဲ့ရှင်းပြောပါရ ပြီးတော့green line ပေါ်မှာလဲဆိုတော့တော်တော်လေး convenient ဖြစ်တယ်ဘေးနေရာတော့ပေါ့နော်အဲအမှန်တမ်းပြောရရင်ခုနကချောပြောသူပဲမဲ့ east side ရော west side ရောနေဘူးတဲ့ east side ဘက်ကနေ west side ပြောင်းသွားတယ် west side ဘက်ကနေ east side ဒါပေမဲ့ east side နေရာကျတော့ကျောင်းနဲ့နီးလို့ပေါ့နော်ကျောင်းက east နဲ့ပုံနည်းနည်းပုံနီးတယ်ဒါပေမဲ့တော်လည်းအလေကောင်မှာဆိုတော့ကျောင်းက green line ပေါ်မှာရှိရဆိုတော့တက်သွားလိုက်ရင်အဲ့လို CBD ပေါ့နော်ဒီ Central Business District ဆိုတော့အလုပ်ဒီလိုမျိုးလုံးဝခုန corporate buildings တွေနဲ့နီးရအလုပ်တွေပါရေးသွားချက်ချင်းအဲ့ဆိုတခါလေကြာရင်လည်း motivation ကြီးကျတဲ့ချိန်ကျရင်ကျောင်းကနေမှတစ်စစ် CBD ရောက်သွားပြီးတော့အမှသိအောင်လား corporate buildings တွေမြင်ပြီးတော့သိအောင်လား finance လူတွေလေသိရအဲ့လိုမျိုးမြင်ပြီးတော့ motivation ယူခြင်းအဲ့သွားလိုက်တယ်ဒါပေမဲ့ East Coast ကကြတော့East အမှန်တမ်းပြောရင် East Coast ကိုပိုကြိုက်တယ် West Coast ဒါပေမဲ့အမှန်တမ်းဒါပေမဲ့ West Coast ကလည်းကောင်းတယ်ကျောင်းပြီးတော့မှ West Coast ကိုပြောင်းလာတာဒါပေမဲ့ West Coast ကနည်းနည်းလေးအမှန်တမ်းပြောရင်တိတ်ကြိုက်တဲ့ထဲမှာမပေါအောင်နည်းနည်း6တယ်ဆိုအဲ့လိုမျိုးလူသိန်းရှိဘူးပေါ့နော် West Coast ကဘူးဆို East Coast နဲ့ different ဖြစ်တာလေတစ်ချက်ဒီမှာလာမယ်ဆိုရင်ပြပြနေတာ East Coast မှာကျတော့ food court တို့ဘာလို့ရှိရဒီလိုမျိုး barbecue လုပ်လို့ရရဲ့ barbecue pit တွေလည်းရှိ West Coast ကျတော့လုံးဝကို
ဘယ်လိုပြောမလဲဒီလိုက်ကစားအဲ့လိုဒီလိုမျိုးဘာမှ East Coast နဲ့ကကွာတယ်ကွာအဲ့တော့ ဟုတ်တယ် အဲ့ West တော့ Coast ကနည်းနည်းအဲ့လိုရှင်း ရှယ်နေရှယ်နေဖြစ်ကုန်တော့ပဲ ဟုတ်တကယ်လည်း West Coast ကရှင်းတယ်ဟုတ်တယ်ချောပြောလို့ရဲ့ East Coast ကိုအိုင်ပို့သဘောကြတယ် East Coast ကအဲ့ခုန McDonald's တို့ပါလို့လဲ24/7ဖွင့်တယ်နောက်တစ်ခါကျရင် seafood အိုင်လို့ဆိုရင်စပိန်နဲ့သွားပြီး seafood boil တွေပါသွားစားတာတော့เนาะအဲ့လိုမျိုးတစ်ခါလေးကျရင်စင်ကာပူဘယ်လောက် safe ဖြစ်လဲဆိုတော့မနက်2 နာရီလောက်ကိုအိုင်တယောက်တည်း East Coast သွားပြီးစပိန်နဲ့သွားရင်တော့ဘာမှမဖြစ်ဘူးအဲ့လောက်ထိကို safe ဖြစ်တာ mainly တယောက်တည်းအဲ့လိုမျိုးထွက်တယ်ဆိုရင် အဲ့လိုမျိုးကျောင်းမှာအဲ့လို assignment stress တွေပြည့်ရင် ECP လေးပဲခဏလေးဆိုတာကန်းချိန်လေးမှာခဏလေးသွားနေ သွား လေ ချေ သွားနေပြီး stress ပြည့်ဒါတကယ်လို့ပူးလို့ပြောတကယ်အရင် MSC တို့ဘာလို့ပဲ stress ပြီးနေစအမ EC ပါခဏလေးသွားပြီးကိုပေါ့တယောက်တည်းသွားပြီး လေး နေ တစ် လိုက် ဖြူဖြူတိုက် living expenses share လိုက်ပါ share ချောရ share လို့မရအောင်ဆို အိုင်ကအမှန်တမ်းပြောရင်အိုင်ကပွဲရတာ3နှစ်ကျော်လောက်ရှိပြီဆိုတော့ limit expense ကဘယ်လို change သွားမလဲတော့မသိဘူးဒါပေမဲ့အိုင်နေတာကအဲ့တော့ကဘတုတ်ဘက်မှာနေရပါတော့ဘတုတ်ဆိုအကြောင်းမသိမဝေးဘူးအဲ့တော့ကဆက်ချင်းရောက်တော့ကတငယ်ချင်းအဲ့တော့က major 2တငယ်ချင်းနဲ့roommate နဲ့ပေါ့နော်ခွဲနေတာသူနဲ့အိုင်နဲ့ကိုခွဲနေတာကို2 bedroom ပေါ့နော်sorry not 2 bedroom ဘယ်လိုခေါ်မလဲtwin room ပေါ့နော် twin room ကိုအဲ့လို1200လားမသိဘူးတယောက်ကို650 900လောက်ပဲကြာရပေါ့နော် living expenses ကအဲ့တော့ကအဲ့ဒါပြီးတော့West Coast bus ကိုပြောင်းတော့ကြတော့တယောက်တည်းဖြစ်သွားတာတယောက်တည်းနေသွားတာဖြစ်တော့အဲ့မှာ850လောက်ပဲသွားကြာရယ်နောက်ပြီး East Coast ဘက်ကိုပြန်ပြီးတော့ဒီအလုံးဟိုအတွက်ကိုပြောင်းတော့ပေါ့နော်အလုံးအတွက်ကိုရှာတော့1100နဲ့ one bedroom East Coast ကအမှန်တမ်းပြောရရင်နည်းနည်းပို့ပြီးတော့ expense ထဲမှာအများကြီးဆိုပေမဲ့နေရတာပို့ပြီးတော့စိတ်တိုင်းကြရပေါ့နော်အဲ့ဒါနဲ့ East Coast ဘက်ကကျတော့အဲ့လို one bedroom ဆို1100 living expense ကအဲ့လိုဝန်းကျင်ပါပဲအိုင်တော့က အခု တိတ် ဟာ များ က တယ် ဘုံကတငယ်ချင်းတွေကလာတော့တငယ်ချင်းတွေဒီမှာရှိတော့သူတို့ဟိုမေးကြည့်ရကြတော့ဒီလိုမျိုး HDB block ကဘယ်လိုဖြစ်လဲဆို HDB block comment room တစ်ခန်းကကွန်ဒိုတစ်ခန်းစာသူကွန်ဒို comment room တစ်ခန်းစာလောက်ဖြစ်နေကွာအဲ့တော့ပြောချင်တယ်ဆိုရင်အဲ့လိုကောင်းကောင်းအဲ့လိုမျိုးနေချင်တယ်ရေတွေကူးချင်တယ်ပါလေဆိုရင်တော့ကွန်ဒိုလေးပဲရွေးပေါ့နော်ကွန်ဒိုကကိုယ့်အတွက်ကတကယ်လဲတက်တာဘာလို့အခုကြည့်တာ HDB ဈေးနှုန်းကဒီကွန်ဒိုဈေးနှုန်းတော့လုံးဝတကယ်ထိနေကွာအဲ့တော့ HDB သွားမယ်အစားကွန်ဒိုလေးမှာပဲအေးအေးဆေးဆေးရေကူးခြင်းလဲရေသွားကူးလို့ရတယ်ဂျင်လည်းရှိရဆိုတော့အကုန်လုံးကဒီကွန်ဒိုကအဲ့လိုမျိုးဘယ်လိုပြောပို့ပြီးတော့အခုပို့ပြီးတော့အဆင်ပြေလို့တော့ပြောလို့ရတယ် ကျောင်းသားမှာတော့အများကြီးပဲเนาะ condo view ရတယ် ကွန်ဒို gate ရ view အ ရ များ မှာ ကြီး ဆို ပဲ ရင်တော့ ကျော အ င်းမှာ များကြီးပဲဆို ကျောင်းသားကွန်ဒိုဆိုရင်ကိုယ်တငယ်ချင်းနဲ့တွေ့နေရအောင်ဘာလို့ဆိုတော့ mostly JCO ရဒီ Orjunit နဲ့ Gilang နာကွန်ဒိုမှာနေတာများ ကွန်ဒိုရမှာ I know တော့ကကျတော့ HDB ခစ်စားတာ哦အဲ့တော့က HDB ဈေးမတက်သေးဘူးလေ HDB အိုင်နေခဲ့တဲ့ဟာတွေအကုန်လုံးက HDB တွေဟုတ်တယ် HDB ပဲကြည်ပဲနှမျိုးလုံးကကွန်ဒိုဘက်ကိုသွားကြည့်သေးတယ်ဒါပေမဲ့အဲတုန်းကကျတော့ဘယ်ဘက်ကိုသွားကြည့်ရပါလဲကွန်ဒိုက အခု condo အသစ်တွေဆောက်ပြီးသွားပြီကျောင်းသားမှာအဲ့ကြောင့် အခုကဟုတ်တယ်အခုကတော့များရဲ့ဒါပေမဲ့အဲတုန်းကကျရှားရဲဆိုတော့အခုနောက်ပိုင်းဆိုအိုင်တော့ဟုတ်တယ်ဟိုချောပြောလို့ကွန်ဒိုကို recommend ပေးရဈေးချင်းတူတူပဲဆိုရင် မောင်လေးကက ကျွန်တော်ကကြတော့အခုကအကိုနဲ့နေရပါတော့ဒီမှာဒါပေမဲ့အဲ့ကြောင့်ဒါပေမဲ့ဟို overview general ရပြောရမယ်ဆိုရင်မသိဘူးခုနချောပြောတဲ့အတိုင်းပဲဒီအာ HCB ဈေးတွေကလည်းပြောအတိအတိုင်းပဲတက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်အခုနေရတော့ HDB ဒါပေမဲ့ကျွန်တော်အဲ့ကွန်ဒိုပဲပို့ပြီးတော့ဟို recommend ပေးရပါတော့ဟိုဘာလို့ဆိုဈေးကလည်းတိတ်မကွာဘူးပေါ့အဲ့လိုမျိုးဟုတ် ဒီမှာလေးက ဟိုပါလေနေတဲ့နေရာကတော့အများကြီးကြံကြံတော့မပေးချင်ဘူးလူပေါ်မှာမူတည်ရလို့ထင်တယ်ကိကိုရိုင်းကတော့အကြောင်းသားမှာနေတာပေါ့နော်ဘာလို့မနေ့ကမထနိုင်ဘူးလေမနေ့ဆိုလုံးဝ9နာရီ lecture ဆိုလို့ရှိရင်9နာရီတောင်ဆိုတော့မှအိမ်ကစားထွက်တာလို့မျိုးတစ်ခါတလေရှိရပေါ့နော် lecture အမီလေးရောက်သွားရရှိတယ်ဒါပေမဲ့တင်ငယ်ချင်းတယောက်ရှိရတော့အဲ့ Jurong East ဟိုဘက် West Coast နားမှာနေတာဒါပေမဲ့သူ lecture 9နာရီရှိရအကြောင်း8နာရီခွဲလောက်ဆိုတော့ရောက်နေတော့အဲ့လိုမျိုးပေါ့နော်လုံးလာဝရီကဇွဲရှိတဲ့သူကတော့ဝေးနေလေသူတို့ကအကြောင်းရောက်အောင်တော့လာနိုင်တာပဲဒါပေမဲ့ကိလိုမျိုးလူမနဲ့မထနိုင်တဲ့သူဆိုရင်တော့အဲအကြောင်းရောက်ဖြစ်မှာမဟုတ်တော့ဝေးလေမရောက်လीပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုပို့တိလို့ရှိရင်တော့ yes အော်မကင်ပြအဲဟိုတခုပြလေးရှင်းနေလို့
မကင်ပြောလိုက်လို့လိုက်ထည့်ပါ ဖြစ်သွားပြီ ဟာပြောမလားနောက်တစ်ခုကhello ကြားလေ hello ကြား okay နောက်တစ်ခု ညီမ က နိုင်ငံရောက်လာလို့ မြန်မာနိုင်ငံမှာရောက်နေလို့ပါ sorry ပါအိမ်ငှားမယ်ဆိုလို့ရှိရင် agency နဲ့ငှားစီခြင်းတယ်ကစ်တုံးက agency နဲ့ငှားတော့လုံးဝပြဿနာမရှိဘဲနဲ့ငှားခဲ့တာတော့ Cove ပေါ့နော် Cove နဲ့ငှားခဲ့တော့ဒါတခုဆိုလို့ရှိရင်လည်း agent ကိုပြောလိုက်လို့ရှိရင်ပြဿနာဖြေရှင်းပေးရကိုယ့်ဘာသာကိုဘယ်လိုလဲ landlord ရှိတဲ့ဟာကို agent မပါဘဲနဲ့ငှားတဲ့အချိန်မှာကျတော့ကိုယ့်ဘာသာကို contract တွေကရေးရတဲ့sign နေထိုးရတဲ့အချိန်မှာနည်းနည်းပြဿနာလေးကြုံရတာရှိတယ်ဆိုတော့ landlord မရှိတဲ့အိမ်မှာနေရင်ပိုကောင်းတယ်အိမ်ရှင်ရှိနေလို့ရှိရင်ကလိုက်ပြီးတော့အဲ့လိုလေးပုတ်လို့ပြောတာရှိတတ်တယ်ပေါ့နော် agent လည်း ကွန် ခေါ် ဒို လို့ မှာ မ နေ ရ တာတော့မှတကယ်ဟုတ်တယ်အဲ့အဆိုးဆုံးပဲတကယ်ချင်းနေလည်းခေါ်လို့မရအောင်ညဘက်တွေလည်းအိမ်လို့မရအောင်သူတို့ပြောသွားလို့ကွန်ဒိုမှာနေရတော့အကောင်းဆုံးပေါ့နော်ကျောင်းသားမှာလည်းကွန်ဒိုတွေအများကြီးရှိရယ် East Coast နဲ့လည်းနေတော့ကျောင်းသားမှာတော့နေစေချင်တယ်ဒါပေမဲ့တခြားနေရာတွေမှာနေမယ်ဆိုလို့ရှိရင်လည်းအရင်မဆိုတခုကလောလောလတ်လတ်ပေါ့နော်လွန်ခဲ့တဲ့6လတစ်နှစ်လောက်ကအိမ်ရှာတော့အဲ့West Coast ဘက်ချမ်းမှာတော့ဒါဈေးနေပြီးတော့အခန်းနေရအဲ့ဘက်မှာအရန်ကျယ်ကွန်ဒိုတွေရော HDB တွေရော common room နေဆိုလို့ရှိရင်လည်းအကျယ်ကြီးတွေပေါ့နော်ဒီ Central area ဒီ East Coast ဘက်ရောက်သွားတော့ကြတော့ကွန်ဒိုတွေအခန်းနေရနည်းနည်းကျဉ်းပြီးတော့ဈေးတက်တာအောင်နည်းနည်းတွေ့ရတယ်ဒါပေမဲ့လည်းကျောင်းသားမှနေချင်တယ်ဆိုလို့ရှိရင်တော့လည်းအရင်ရောလည်းမကွာဘူးပေါ့နော်ကိုတက်နိုင်နေဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်လို့ဟုတ် ဒီမတော်ပတ်တွေကဟိုလို central လောက်ကြီးတော့ဈေးမကြည့်ဘူးဆိုတော့ CBD တော့ဈေးမကြည့်ဘူးဆိုတော့နေရတော့ အဲ့လောက် အဆင်ပြေရ ဟိုကလေ အဲ့ချောပြောပါ budget လေး budget save ရှင်နဲ့ဒီအခန်းနေဒီအိမ်ဒီမှာပတ်စံမကုန်ချင်ဘူးဆိုရင်တော့ HDB ကိုအားပေးတယ် HDB ကကြတော့သူက comment room ကလည်းတစ်ခါကျရင်comment room ကလည်းအဲ့လိုမျိုးဘယ်လိုပြောမလဲတချို့HDB အဟောင်းနေဆိုရင်တော့ဈေးပေါ်ရယ်ပေါ့နော်ဈေးပေါ်ရယ်ဒီ condo နဲ့ဆိုင်တော့ HDB တော့ဈေးပေါ်တယ်ဒါပေမဲ့တစ်ခါကျရင်ဘယ်လိုဖြစ်လဲဆိုတော့ HDB ကလူအခန်း comment room မှာ share ပြီးတော့အခန်းသုံးရတဲ့ဟာရှိတယ်အဲ့ဒါဆိုရင်ခုနကမ share လို့လို့မယ်လို့တယောက်ကို600တယောက်ကို600ဆိုရင်ဒီအဲ့လိုကိုကနောက်တစ်ယောက်နဲ့နေနိုင်နေဆိုရင်တော့ budget ကတော့ safe ဖြစ်တာပေါ့ဒါပေမဲ့မဟုတ်ဘူးငါကဒီ HDB မနေချင်ဘူးကိုလိုမနေချင်တယ်ဆိုရင်လည်းရရဲအဆင်ပြေဆိုတော့ကိုက market ပဲကိုတဘောနဲ့ကိုကသူများနဲ့နေနိုင်တယ်ဆိုရင်တော့တက်လေးရပို့ပြီးတော့ safe ဖြစ်တယ်နေနိုင်ဆိုရင်တော့ဘာမှတော့မကွာပါဘူးဒီ HDB ဈေးပဲဒီရိုးဈေးပဲဆိုရင်တော့ကွန်ဒိုမှာပဲနေလိုက်ပေါ့နော်အဲ့လိုတော့ပြောချင် အဲ့ဆို တယ် အဓိကတော့ကိုဘယ်လောက် budget သုံးချင်တာလဲဘယ်လိုနေချင်တာလဲပုံတည်ပြီးတော့မြန်မာအင်ရှင်နဲ့အခန်းနေနဲ့ရှိရလန်လောနဲ့အခန်းနေနဲ့ရှိမယ်ကွန်ဒိုရှိမယ်အဆုံးရှိရဆိုတာကိုတော့ budget ပြီးအခုခေတ်ကာလအရာပေါ့ပြီးလို့ရှိရင်ကိုဘယ်လို facility သုံးချင်တာလဲခုနကပြောသလိုမျိုးဆိုတော့ထားနိုင်တာလားမထားနိုင်ဘူးလားပေါ့ဘာလို့အဓိကဟိုထားနိုင်တယ်ဆိုလို့ရှိရင်လည်းစင်ကာပူကဒီဥမာဘတ်တွေ MRT ကုန်တော့အရန်အချိန်တီးကြတယ်ဆိုတော့ကိုကတွတ်ထားလို့ရတယ်ဒီနေ့ဒီချိန်ထားပြီးငါသွားရင်မှီရဆိုရင်နောက်နေ့လည်းအချိန်သွားရင်မှီရဟိုလိုစောင့်နေစရာမလိုကွာအရန်တီးကြရတဲ့အတွက်ကြောင့်မလို့အရန်အဆင်ပြေတယ်အဲကြောင့်မလို့ဟိုဟာနားလေနော်အဓိကကြတော့ဒီမှာဟိုဟာနောက်ပိုင်းရောက်လို့ရှိရင်အမကို question ထပ်မေးချင်တယ်ဆိုလို့ရှိရင်လည်းဒီအောက်မှာ hazara ဟိုဟာအမရဲ့ email လေးပေးထားတယ်ပေါ့နော်အမကိုချက် email လေးပို့ပြီးတော့ဒါအကြောင်း curriculum အရာတွေမေးချင်တယ်ဆိုလို့ရှိရင်လည်းအမကိုလှမ်းပြီး email ပို့ပြီးမေးလို့ရပါတယ်ဒီနေ့တော့ဒါအရင်အချိန်မဆွဲချင်လို့လေကိုလိုနဲ့ပြင်းနေကြမှာဆိုတော့ဒီကနောက်ဆုံး question တစ်ခုအမရွေးထားတာကတော့ဒီဘာဖြစ်လို့ JCU ကိုရွေးလဲပေါ့တခြားအကြောင်းတွေရှိရတယ်မှာဆိုတော့ဒါအမပဲပြန်ဖြေပေးလိုက်မယ်ဆိုတော့ဒီကညီမလေးမောင်လေးလည်းအများကြီးပြောသွားကြတယ် JCU ကကြတော့တော်တော်များနှစ်တိုတယ်အဓိကအားကြနှစ်တိုတယ်ပေါ့နော်ပြီးလို့ရှိရင် Australia degree တခုရမယ်နှစ်ထန်းနဲ့လည်းဘွဲရတယ်ပေါ့နော်သူများလည်း3နှစ်နဲ့တက်စရာမလိုဘူး Australia degree တခုလည်းရတယ်အားကြောင့်မလို့ပြီးမာရာကျော် Australia လောက campus အခွဲဖွင့်တာအတွက်ကြောင့်မလို့ Australian degree စစ်တခုရတယ်ပေါ့နော်ပြီး facility အကုန်လုံးအစားဟိုဘက်ကပဲအကုန်လုံးကိုင်တာဆိုတော့ဒီလိုမျိုး degree တခုကိုရတဲ့အတွက်ကြောင့်မလို့ဒါရွေးချယ်ကြရတယ်ပေါ့နော်အဲ့လိုမျိုးလေးအချက်ရှင်းပြပေးချင်ပါတယ်ဆိုတော့အကယ်၍ဒါဟိုထပ်ပြီးတော့ဒါမေးချင်တာရရှိရဆိုလို့ရှိရင်လည်းအမကိုတစ်ချက်ဒီမှာ email လေးအမှပေးထားရပေါ့နော်ခုမစိတာတဲ့တသိလို့ရတယ်ကြော်တော့ ed.jc.edu အဲ့မှာတစ်ချက်လာပြီးတော့အမကိုမေးလို့ရတယ်ပေါ့နော်ဟိုဖောက်သွေးလေးသိချင်တယ်ဆိုလို့ရှိရင်တော့လေဆိုတော့ဆိုတာအခုဒါမတို့ Q&A session လေးကိုတစ်ချက်လောက်အန်လိုက်မယ်
ဒီမကြီးလည်းတော်တော်လေးတော့ share ပေးတော့တယ်ခေါက်ဆွဲကြောက်စားတဲ့အကြောင်းနေရောအဲ့လိုမျိုးဆိုတော့နော်အော်အဓိကခဏ living expense မချမ်းဖြေသွားလဲလို့ဒီမှာကျတော့တခြားအဓိကမဖြေသွားတော့လေဆိုတော့ဥပမာပေါ့1000ကျော်ပေါ့1500လောက်ကနေပြီးတော့ကို3ရင်3000 2000 3000လည်းဖြစ်သွားနိုင်တာပဲဒါကိုကကို limit ရှိတော့1000ကျော်1500လောက်နဲ့နေရရလူလည်းရှိတယ် trade တာပြီးနေချိုးတာချက်စားရလူလည်းရှိတာအိုးဆိုတော့မဟုတ်ဘူးဆိုရင်လည်းliving expense ပါရမယ်များသွားတော့ကြတော့2000ကျော်3000ကျော်ဖြစ်သွားတယ်လို့လည်းရှိရဒါကို3ရင်3လောက်ကိုမှာပဲဆိုတော့အဲ့လိုမျိုးတော့ရှိပါရဲ့အမတို့ကပြန်မြတော့1500လောက်တော့မှန်းပေးရပေါ့နော်အနေလို့ရတဲ့ဈေးပေါ့1000ကျော်1500လောက်ပေါ့ဆိုအဲ့ဆိုတော့ဒီနေ့ session လေးကို join ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေ့ဒါအမတို့ speaker တွေကိုလည်းပြောရလေးနောက်ထောင်ပြီးတော့ကိုကဒါ study abroad လုပ်ချင်တယ်ဆိုလို့ရှိရင်စိတ်ဝင်စားပြီဆိုလို့ရှိရင်မောက် JCU family လေးကနေအားလုံးကိုကြိုဆိုလိုက်ပါရယ်ဆိုတော့ဒါ JCU Singapore campus ကကြတော့ဒါ culture diverse ဖြစ်တယ်ခဏဒီမှာလေးပြောတော့တယ်လို့မျိုးပြီးလို့ရှိရင် campus life လည်းရှိရယ်ကိုကြောင်နဲ့ကိုရှိရယ်ပေါ့နော်ဆိုတော့အဓိက Singapore မှာဆိုလို့ရှိရင်လည်းဒါအရင်လေဆိုင်လည်းရှိတယ်ပြီးအရင်လည်း culture rich ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတွေအကုန်လုံးကိုလေးလာရင်ပျော်ပါနေတလန်နဲ့ကိုယ့်ရဲ့ academic career တွေ goals တွေ dreams တွေကို achieve လုပ်ဖို့ဒါစူးစမ်းလို့ရှိရင်ဒါလာဖိတ်ခေါ်ရပေါ့နော်ဆိုတော့ဒါ apply လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အမတို့ website မှာဆိုလို့ရှိရင်ဒါကျောင်းလာခတွေကျောင်း course အကြောင်းတွေလည်းဖြတ်သွားပြီးစုံစမ်းလို့ရတယ်ဒါမှမဟုတ်ဒါအမကိုလည်း email ပို့ပြီးတစ်ချက်မေးကြည့်လို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီမှာရှိတဲ့ဒါကိုကြီးမာကြီး၄ယောက်ချောလာလေး၄ယောက်နဲ့ဆက်သွယ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ QR code ရှိရယ်ဒီ QR code ကို scan ပြီးသွားလို့ရှိရင်ဒီ student market တွေနဲ့ထပ်ပြီးတော့ဆွေးနွေးလို့လည်းရပါတယ်ဆိုတော့ဒါအမကတော့ဒါအကုန်လုံးကို welcome လုပ်ပါရယ်ပြီးရင်မတော်ဘက်ကလည်းဒါ service ပေးဖို့အသင့်ပါပေါ့နော်ဆိုတော့ once again student market တွေအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ပြီးလို့ရှိရင်တော့ဒါမောင်လေးညီမလေးအားလုံးပြောချင်တာကတော့ we can't wait to have you at JCU ပေါ့နော် see you and goodbye အားလုံးကျေးဇူးတင်ပါတယ်ပြောလိုက်ပါဦး